ရှင်နေသာသနာတော်နှစ်2568ခုကောဇာတက္ကရာ1386ခုရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်ကျောက်တန်းမြို့နယ်ချောင်းဝါစံပြားကြီးရွာတောင်ကွင်းအိဆာတရားလူတရဖရာကျောင်းဝင်းဝဲ24ကြိမ်မြောက်မိုးကုတ်ဝိပဿနာနိဗ္ဗာန်ဝင်တဲ့အဋ္ဌိတံ9ရက်စခန်းဤ3ရက်မြောက်နေ့ညာချမ်းချိန်ပဲဖြစ်ပါလေညာချမ်းချိန်မှာတရားစကားမှာတရားထုနေကြတဲ့ယောဂီသူတော်စင်များနဲ့ပြင်ပမှာလာရောက်ပြီးတရားနာကြတဲ့သူတော်စင်အလုံးတို့အားကိုရှင်တို့သစ္စာတရားဖြင့်ကျေးဇူးပြုပေးပါမယ်သစ္စာတရားတို့ဖြင့်ကျေးဇူးမပြုမီမူလတရားဗန်ရှင်ဖြစ်တော်မူသောသုံးလောကထောထမ်းတတ်ပင်မြတ်မြတ်စွာဘုရားကိုရောမြတ်ကြီးအားနမောတတ္တသုံးချိန်ဖြင့်ကိုရှင်နဲ့အတူရှိခိုးလိုက်ကြရအောင်နမောတတ္တဒေဝဓမ္မဓမ္မုဒ္ဒတာနမောတတ္တဘေဝတောဘေယတောဓမ္မဓမ္မုဒ္ဒတာနမောတတ္တဘေဝတောဘေယတောဓမ္မဓမ္မုဒ္ဒတာဘုဒ္ဓသောဘေကဝမုဒ္ဒယဓမ္မနိနေတိအဝန္ဒမိတမေတံတောဘေငယ်ဝါကျွန်ုပ်တို့များ၏အထာကုမယအရှင်ဖြစ်တော်မူသောထုံမြတ်စွာဘုရားသည်ဘုဒ္ဓသစ္စာလေးပါးမတရားကိုပိုင်းခြားထင်ထင်သိမြင်တော်မူပြီးသည်ဖြစ်၍ဘောဓယာတတဝါများကျွန်ုပ်တို့ကလည်းလာတူမြင်သိမြင်ကြပါစေ၏အကျိုးငှာဓမ္မသစ္စာလေးတန်တရားမှန်ကိုတေတေလိကရုဏာရှင်တာပညာအပြည့်ဟောကြားတော်မူခဲ့ပါမည်ဓမ္မငယ်ဝန်တန်တော်ထင်ရှားထုံမြတ်စွာဘုရားကိုမယံတရားဝတရားနာဘုရားတပည့်တော်တို့သည်ဓမ္မတာနိယောညာပါခံခံနေဝန်တာမိယုန်သည်မြတ်တို့မညိုကျွန်း၍ရှင်ခုံငါတော်၌ပါ၏မြတ်စွာဘုရားမြတ်စွာဘုရားတရားတန်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားအားရှိခိုးပြီးတဲ့နောက်လောကလေးဒီအဘုဒ္ဓရှာထားလွတ်လွတ်လပ်လပ်ပုံမပါပါတက်တော်တက်တာနေထားမျိုးထားပြီးအာယုတပါစိတ်မသွားစီပဲတရားကိုမှတ်မိအောင်နာယူလို့ရပါပြီဘုရားရှင်ရဲ့လောဆန္ဒတော်တည်ပြီးဘုရားထားတော်မူတဲ့ဓမ္မခန္ဓာတွေကိုဥထင်ရွက်ပန်ဆင်ဆရာမြင့်တင်ပြီးဟောပေါ်ညွှန်ပြဆိုဆုံးမတော်မူခဲ့တဲ့ကျေးဇူးတော်ရှင်အက္ခမပန္နိတမုဂ္ဂုဆရာတော်ဘုရားကြီးဟောရနိကြဥပနိတယလမ်းစဉ်ကိုယူပြီးသင်ဆရာမြင့်ဆရာကြားဆရာနိတိတို့ကဥထိမှပန်ဆင်၍ဘဝဆက်ဆက်တဏ္ဍာဆက်ဆက်ကမတော်ဘူးသူမြည်တိမရှိတဲ့အမိဘာဆွေမျိုးညီကုံမောင်နှမပေါင်းသူတော်ကောင်းတို့အားတဏ္ဍာတကွင်းမှာကုလိုပြန်လည်ကဆုံတွေ့ကြတဲ့အခိုင်တရားနဲ့ကျေးဇူးဆက်ရမှာဖြစ်ပါတယ်သူတော်ကောင်းတို့တရားနဲ့ကျေးဇူးဆက်ရမှာလားတရားနဲ့ကျေးဇူးဆက်ရမှာလားတရားနဲ့ကျေးဇူးဆက်မယ်ဆိုတော့မနေ့တုန်းကဟောတဲ့ဒုတိယပိုင်းပေါ့နော်သမုဒိတစ္ဆာလည်းမပယ်နဲ့ပရမတ္ထတစ္ဆာလည်းမကွဲစေနဲ့ဆိုတဲ့ဒုတိယပိုင်းဒီနေ့ဆယ်ပေါ်မှာပေါ့ဟုတ်လားမှန်ပါဗျာမြတ်စွာဘုရားရဲ့တရားတော်တွေကတန်ဖိုးရှိပါတယ်တန်ဖိုးမရှိဘူးလားရှိပါဗျာနံပါတ်1မှားသူကိုမှန်စေတယ်ပြောကြည့်ပါမှားသူကိုမှန်စေပါတယ်ဗျာလောကမှာမြင်မှားနေတဲ့ပုဂ္ဂိုလ်တွေလမ်းမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိပါဗျာမြတ်စွာဘုရားရဲ့တရားနှလုံးသားထဲရောက်သွားရင်အမြင်မှန်သွားတာလမ်းမှန်ရောက်သွားတာမရှိဘူးလားရှိပါဗျာဒါကတခြားလားဘုရားရဲ့တရားဆွဲအားလားမှန်ပါဗျာဆွဲအားပါဗျာနံပါတ်2ကျမ်းသူကိုနုစေတယ်ပြောကြည့်ပါဦးကျမ်းသူကိုနုစေပါရဲ့ဗျာလောကမှာကိုကျမ်းနှုတ်ကျမ်းစိတ်ကျမ်းရှိသူတွေမရှိဘူးလားရှိပါရဲ့ဗျာမြတ်စွာဘုရားရဲ့တရားနှလုံးသားလေးရောက်သွားရင်ကာယကဝစီကမလောကနုညံ့တိမ်မွေ့သွားတာမရှိဘူးလားရှိပါရဲ့ဗျာဒါကတခြားလားဘုရားရဲ့တရားဆွဲရလားဘုရားရဲ့တရားဆွဲရပါဗျာနံပါတ်3ရိုင်းသူကိုယဉ်စေတယ်ပြောကြည့်ပါဦးရိုင်းသူကိုယဉ်စေပါရဲ့ဗျာလောကမှာရိုင်းစံခဲထန်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိပါရဲ့ဗျာမြတ်စွာဘုရားရဲ့တရားနှလုံးသားလေးရောက်သွားရင်
အင်မတန်မှနုညံ့တိမ်မွေ့သွားတာမရှိဘူးလားရှိပါတယ်ဗျာယဉ်ကျေးတိမ်မွေ့တာမရှိဘူးလားရှိပါတယ်ဗျာဒါကတခြားလားဘုရားရဲ့တရားဆွဲအားလားဘုရားရဲ့တရားဆွဲအားပါဗျာတန်ဖိုးတိတူမှာတန်ဖိုးရှိတယ်တန်ဖိုးတိတူမှာတန်ဖိုးရှိပါတယ်ဗျာတန်ဖိုးမသိရင်တော့တန်ဖိုးရှိပါမလားရှိပါဘူးဗျာတန်ဖိုးမသိရင်တော့တန်ဖိုးမရှိနိုင်ဘူးတဲ့ဟုတ်လားမှန်ပါဗျာသူတော်ကောင်းအလုပ်ကိုသူတော်ကောင်းအလုပ်ဖြစ်တဲ့တရားအလုပ်တရားနာခြင်းတရားအားထုတ်တဲ့အလုပ်ကိုယ်စုံအလုပ်လူတိုင်းလုံနိုင်ရဲ့လားမလုံနိုင်ပါဘူးဗျာလောကမှာဘဝဝင်ခြင်းမှာရှိလိမ့်မယ်နော်ဖျားသွားမယ်ရိတ်တာသွားမယ်ကောင်းမှုကိုယ်စုံလုံးမယ်လို့အချင်းချင်းလိုက်မလားလို့ခေါ်ရင်စိတ်ဝင်စားတဲ့သူကပြောနေကြစကားလေးတစ်ခုရှိတယ်လိုက်မလားလို့ခေါ်ရင်ဘယ်လိုပြောလို့မအားပါဘူးဘယ်လိုပြောလို့မအားပါဘူးမပြောတတ်ဘူးလားပြောတတ်ပါဗျာဒါစိတ်ဝင်စားလို့လားစိတ်မဝင်စားလို့လားစိတ်ဝင်စားပါဗျာကောင်းတဲ့အလုပ်ဆိုတာကအာတီဖြစ်စေမအာတီဖြစ်စေဒါရင်တမင်စီပွားရေးဒီအလုပ်တွေကြားတဲ့ကပဲဖဲ့ပြီးတော့မလုပ်ရဘူးလားလုပ်ရပါတယ်ဗျာတိုးတော်လည်းပဲစိတ်မဝင်သားရင်တော့ဖျားသွားမယ်ဆိုလေစိတ်ဝင်သားရင်ဘယ်လိုပြောတယ်လို့မှန်ပါဗျာကျောင်းကဖျားသွားပြီးတော့ဥပုသ်ဆောင်လိုက်မလားလို့ခေါ်ရင်လေမှန်ပါဗျာတရားနာလိုက်မလားလို့ခေါ်ရင်လေမှန်ပါဗျာရိတ်တာဝင်ပြီးတရားအားထုတ်မယ်လိုက်မလားလို့မေးရင်လေမှန်ပါဗျာမငင်းတယ်ဘူးလားငင်းပါရဲ့ဗျာတင်မင်းကခေါ်ရင်တော့ငင်းလို့ရလားမရပါဘူးဗျာအာတိဖြစ်စေအာတိဖြစ်စေပါဗျာမလိုက်ရမှာလားလိုက်ရမှာလိုက်ရမှာပါဗျာဟုတ်လားမှန်ပါဗျာကဲဒါလေးနဲ့ပတ်သက်လို့ဆိုကြည့်ရအောင်မင်းငါဆုံးခတ်ဖျားလိုက်ဖို့ငါတိုက်တွန်းညာမင်းပြောကြခဲ့ဘာစေဘူးနောက်မှကွယ်ဥပုံနေဆုံးကြောင်းကိုလိုက်ဖို့ငါတိုက်တွန်းညာမင်းပြောကြခဲ့မအားစေဘူးနောက်မှကွယ်စိတ်ငြိမ်နေရာအေးရိတ်သာဝေအာနာပါနာရတဲ့မြကိုတွင်ပါချူချိုင်အတူလိုက်ဖို့မင်းပြောကြခဲ့မအားစေဘူးနောက်မှကွယ်ဘုဒ္ဓနေ့ကမအားနေရင်ရှစ်တငယ်ချင်းဒေမင်းခေါ်ရာလိုက်သွားချသည်ကိုခေါ်စဉ်ကညင်းလို့ရလေဘုမမငင်းလိုက်သွားခြင်းကြောင့်အာသွားလို့လားတငယ်ချင်းဟောဒါလေးရဲ့ဖြစ်စဉ်ကဘုရုံးကရွာတရွာမှာမောင်ဖြူနဲ့မောင်နီရှိတယ်ဘယ်သူနဲ့ဘယ်လိုရှိမောင်ဖြူနဲ့မောင်နီရှိပါရဲ့ဗျာတယောက်ကမောင်ဖြူတယောက်ကမောင်နီပါဗျာတငယ်ချင်းနှစ်ယောက်ပေါ့မောင်ဖြူကအသားလေးလည်းဖြူတယ်စိတ်ထားလေးလည်းဖြူတယ်ဖေယတရားယရဏသုံးပါးကိုင်းဆိုင်တယ်ဘာသာရေးလိုက်စားတယ်အလူရည်ဆက်လက်နဲ့မကွာဖျားသွားကြောင်းတဲ့ကုသိုလ်ဆက်တဲ့ပေါ့မောင်ဖြူကလေတို့ရဲ့တငယ်ချင်းဖြစ်တဲ့မောင်နီကတော့သားရေးသမီးရေးစီးပွားရေးဒီအရင်မှပဲစိတ်ဝင်စားတယ်ဖျားနဲ့ဝေးတယ်တရားနဲ့ဝေးတယ်တန်ခါနဲ့ဝေးတယ်ကုစုံနဲ့ဝေးတယ်အဲ့ဒီလိုဝေးတော့မောင်ဖြူကမိကောင်းဆွေကောင်းပိသစွာသူတို့ရဲ့အယက်ဒေတာကဖျားစီဒီကိုတငယ်ချင်းငါဖျားသွားပန်းကတ်ရေချမ်းကတ်အချိန်ရရင်ရတယ်လို့9မိနစ်10မိနစ်ငါတရားမှန်မလို့မင်းဖျားလိုက်ခဲ့ပါလားမောင်ဖြူကမောင်နီကိုခေါ်တယ်မခေါ်ဘူးလားခေါ်ပါရဲ့ဗျာဒီတော့မောင်နီကဘာပြောလဲဆိုတော့မအားဘူးဘယ်လိုပြောမအားဘူးပါရဲ့ဗျာအားတယ်ပြောတာလားမအားဘူးပြောတာလားမ
မောင်ဖြူခေါ်တာကမကောင်းတဲ့နေရာလားကောင်းတဲ့နေရာလားအရက်ဆိုင်ခေါ်တာဟုတ်လားဟုတ်ပါဘူးဗျာပြောပွဲရွှင်ပွဲခေါ်တာဟုတ်လားဟုတ်ပါဘူးဗျာဖျားခေါ်တာဘယ်ကိုခေါ်တာဖျားခေါ်တာပါဗျာဒါပေမဲ့မောင်နီကအားတယ်ပြောသလားမအားဘူးပြောလားမအားဘူးပြောပါဗျာဥပုပ်နေရောက်တော့တဲ့ရွာဦးကျောင်းကိုဥပုပ်ဆောင်သွားမယ်ဆိုပြီးတော့မိတ်ဆွေကောင်းပိတစွာမောင်ဖြူကမောင်နီကိုခေါ်တယ်တကယ်ချင်းဥပုပ်နေဖြစ်လို့ဥပုပ်တီလာလေးသွားယူမယ်တရားလေးနာမယ်တကယ်ချင်းလိုက်ခဲ့ပါလားမခေါ်လားခေါ်ပါတယ်ဗျာမောင်နီကမအားဘူးတဲ့ဘယ်လိုပြောမအားဘူးပါဗျာအားတယ်ပြောသလားမအားဘူးပြောလားမအားဘူးပြောပါဗျာသူတို့ရက်ဒေတာမှာခုလိုပဲတဲ့ခုနှစ်ရက်ဆက်ခန်းရှိတော့မိတ်ကောင်းဆွေကောင်းပိတစွာမောင်ဖြူကတကယ်ချင်းရိတ်တာသွားငါတရားအားထုတ်မယ်တကယ်ချင်းငါလည်းဖို့ရအောင်မင်းလည်းအတွေ့အကြုံရအောင်လိုက်ခဲ့ပါလားကွာမိကောင်းဆွေကောင်းပိတစွာမခေါ်ဘူးလားခေါ်ပါတယ်ဗျာဒီတော့မောင်နီကဘာပြောတယ်မအားသေးပါဘူးကဲမပြောဘူးလားပြောပါတယ်ဗျာမောင်ဖြူခေါ်တာဒီမကောင်းတဲ့နေရာလားကောင်းတဲ့နေရာလားကောင်းတဲ့နေရာပါဗျာဒါပေမဲ့မောင်နီလိုက်နိုင်ရဲ့လားနိုင်နိုင်ပါဘူးဗျာတာရဲ့သမီးရဲ့စီးပွားရေးဒီအရေးတွေနဲ့ပဲသူနေနေတယ်အဲ့လိုနဲ့ဒီနေ့မှာသူရဲ့ဒေါသဘာဝတန်ရာလို့လေလို့မောမောပန်းပန်းနေပူကပြန်ရေချိုးအခက်မတင်ပပူချမ်းအဖျားကြီးကနေယောဂရဲ့ဒီနေ့မှာမောင်နီတဲ့အနိစ္စရောက်သွားတယ်ဘာဖြစ်သွားတယ်အနိစ္စရောက်သွားပါတယ်ဗျာအနိစ္စရောက်တယ်ဆိုတော့ဘာဖြစ်တာသေသွားတာအဲ့တော့သေမင်းကခေါ်တဲ့ခါကျတော့မောင်နီတဲ့ငယ်သေးလို့မခေါ်ပါနဲ့အောင်လို့ပြောလို့ရလားမရပါဘူးဗျာကုသိုလ်တွေမလုပ်ရသေးလို့လူဘဝမှာပြောတာမဝါသေးလို့ရွှေဘလောက်ယူထားပါငွေဘလောက်ယူထားပါစပားဘလောက်ယူထားပါတစိုးလက်ဆောင်ပေးလို့လည်းရလားမရပါဘူးဗျာသေမင်းခေါ်လို့ညင်းလို့ရလားမရပါဘူးဗျာဒါကြောင့်ကိုခေါ်ခြင်းကညင်းလို့ရလေကုမမဲညင်လိုက်သွားခြင်းကြောင့်အားသွားလို့လားတငယ်ချင်းတဲ့မောင်ဖြူရဲ့ရင်တွင်ထဲကစကားလေးဟုတ်လားမင်းကွာငါခေါ်တော့ငါတော့မအားဘူးတဲ့အခုသေမင်းကခေါ်တော့မင်းအားလို့လိုက်သွားတာလားတဲ့မောင်ဖြူရဲ့ရင်ထဲကဟုတ်လားကဲလောကမှာအရင်တည်သွားတဲ့အဖိုးတွေအဖွားတွေမေးရလို့လိုက်လို့မေးဖြစ်လို့များလိုက်ပြီးမေးမယ်ဆိုအဖွားရဲ့အဖိုးရဲ့အားလို့များတည်သွားတာလားလို့လိုက်မေးရင်ဖြေများဖြေလို့ရမယ်ဆိုရင်ဘယ်လိုပြန်ဖြေမယ်ငါပြင်းနဲ့တည်ရတာပါလူလေးရဲ့သမီးရဲ့ဒီလိုပဲပြန်ဖြေမယ်မို့လားဟုတ်လားငယ်နဲ့တချို့ညီလေးတွေညီမလေးတွေလည်းတည်သွားတာမရှိဘူးလားရှိပါတယ်ဗျာလိုက်ပြီးတော့များတဲ့မေးခွင့်များရှိလို့လိုက်မေးသူကလည်းဖြေခွင့်ရလို့များဖြေမယ်ဆိုညီမလေးရဲ့ငယ်လေးနဲ့ဘာလို့တည်သွားတာလဲအားလို့တည်တာလားမားပဲတည်တာလားလို့မေးရင်အားလို့ရပါဗျာညီလေးရဲ့မင်းငယ်လေးနဲ့ကွာမင်းအားလို့တည်တာလားမားပဲနဲ့တည်တာလားလို့မေးရင်အားလို့ရပါဗျာဖြေခွင့်ရရင်ဘယ်လိုပြန်ဖြေမှာမားပဲနဲ့ဒါပြင်းရင်တဲ့တာရဲ့သမီးရဲ့စီးပွားရေးဘဝခန္ဓာရှိတော့လုံးရမှာပေါ့မလုံးရင်မစားဘူးလေဟုတ်လားတိုးတော်လည်းပဲအဲ့ဒီတာရဲ့သမီးစီးပွားရေးတွေကပဲကိုယ်နောက်ပါမဲ့ဒါနထုတ်သီလထုတ်ဘာဝနာထုတ်တန်းနိုင်တယ်များဖဲ့ပြီးတော့မထိုးရဘူးလားထိုးပါပါတယ်ဗျာတေပေါက်တေဝါရောက်ပြီဆိုရင်အဲ့ဒီအထုပ်ကပဲအားကိုးရတာလေမှန်ပါဗျာကျန်တာတွေကယူသွားရလားထားခဲ့ရလားထားခဲ့ရပါဗျာဒါပြင်းရင်ကောင်းမှုကုသိုလ်ဆိုရင်တော့အာတိဖြစ်စေမာတိဖြစ်စေဖဲ့ပြီးမလုံးရမှလားလုံးရမှလားမှန်ပါဗျာကဲဒါပြည့်တို့ယောဂီတွေအားလို့လှုပ်ထားလားမားလေကြားတဲ့ကလှုပ်ရတာလားမားလေကြားတဲ့ကလှုပ်ရတာပါဗျာကဲဒါဖြင့်နောက်ကပရိသတ်တွေကရောအားလို့တရားနာတာလားမားလေကြားတဲ့ကလာပြီးနာတာလားမဖြေဘူးအလေကဖြေတာဟိုးနောက်ကိုမေးတာအားလို့လာနာတာလားမားပဲနဲ့လာနာတာလားမားပဲနဲ့လာနာတာတော်လိုက်တာ
ဟုတ်လားကဲသိမင်းခေါ်ရင်တော့ညင်းလို့ရလားမရပါဘူးဗျာကဲရှိသေးဗျာမနေ့ကအဆက်လေးပြန်ဆက်ရအောင်ဟုတ်လားသမုဒိသစ္စာလည်းမပယ်နဲ့ပရမတ္ထသစ္စာလည်းမဝယ်စင်နဲ့တဲ့သမုဒိဆိုတာမရှိတာသစ္စာကအမှန်ပေါင်းလိုက်တော့မရှိအမှန်ပရမတ္ထကအရှိတရားပရမတ္ထကအရှိတရားသစ္စာကအမှန်ပေါင်းလိုက်တော့အရှိအမှန်ပေါ့ဟုတ်လားမရှိအမှန်နဲ့ရှိမှန်နဲ့ဟုတ်လားသမုဒိသစ္စာကဘယ်လိုမှန်တာလဲအကျိုးပေးသည်မတိမ်ဖြစ်ယုံမှန်တာတီလာနေမပြည့်ယုံမှန်တာအပင်ငရဲ့မတွားရယုံမှန်တာသည်သမုဒိသစ္စာပရမတ္ထသစ္စာသည်တဲ့ဘယ်ထိအောင်မှန်လဲဆိုတော့နိဗ္ဗာန်ထိအောင်မှန်တယ်ဘယ်ထိအောင်မှန်နိဗ္ဗာန်ထိအောင်မှန်ပါဗျာနိဗ္ဗာန်လိုချင်တယ်ဆိုရင်တော့ပရမတ္ထသစ္စာတဲ့ရင်ဝယ်ကိန်းအောင်လုပ်ရမယ်ပေါ့မှန်ပါဗျာအကျိုးပေးတယ်မတိမ်ဖြစ်ဖို့တီလာနေမပြည့်ဖို့အပင်ငရဲ့မတွားရဖို့ဆိုရင်တော့သမုဒိသစ္စာပယ်လို့ရမလားမရပါဘူးဗျာဒါဖြင့်သမုဒိသစ္စာမပယ်ရာဌာနကမဏီလုံးကရှစ်ဌာနမပြောခဲ့ဘူးလားပြောခဲ့ပါရဲ့ဗျာအဲ့ဒါကဘာတွေလို့ဟိကံဒါနိပင်စာမေပုပ္ပေဝိလောကဘယ်နှဌာနပါဗျာကဲအဲ့ဒါကိုဦးဇင်းတို့ဝင်းဆံမိအောင်မဏီလုံးက၄လုံးပြီးသွားတယ်ဘယ်နှလုံးကြံလဲ၄လုံးကြံပါရဲ့ဗျာအဲ့ဒါဝင်းဆံမိအောင်ရှေ့ကိုလည်းနည်းနည်းအကြမ်းမြင်လေးသွားမယ်နော်မှန်ပါဗျာဟိဆိုတာကဟိတိဩတ္တပအလုံးကသမုဒိသစ္စာကိုမပယ်ရဘူးတဲ့ပယ်လို့ရလားမရပါဘူးဗျာအချက်အကြောင်းအလုံးငါပေါ့နော်ပရမတ်နေကကြည့်တော့ဆရာတော်တန်ဃာတော်ခန္ဓာဘယ်နှပါမှန်ပါပါဗျာလူပုဂ္ဂိုလ်တွေကလည်းမှန်ပါပါဗျာတိရစ္ဆာန်တွေကလည်းမှန်ပါပါဗျာငါးပါးချင်းအတူတူပဲမို့လို့ရိုသေစရာမလိုဘူးကိုင်းရှမ်းစရာမလိုဘူးဆိုရင်ဂါရဝတရားတွေကင်းမဲ့မယ်ချက်ချင်းကြောင်ရှင်ထားတရားမလိုဘူးဆိုရင်အချက်ကြောက်တွေကင်းမဲ့မယ်တိရစ္ဆာန်လောကနဲ့မခြားနာမဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါရဲ့ဗျာအဲ့လိုမဖြစ်အောင်ဒါကဆရာတော်တန်ဃာတော်လို့ခေါ်တယ်ရိုသေရမယ်ကိုင်းချမ်းရမယ်အချက်ကြောက်ထားရမယ်ဆိုပြီးတော့သမုဒိနယ်ကအမည်နာမတတ်မှတ်မတမောရဘူးလားမဟုတ်ပါဘူးဗျာအကိုနဲ့နှမကြည့်လိုက်အကိုကလည်းပရမတ်နယ်ကကြည့်တော့ခန္ဓာဘယ်နှပါမှန်ပါပါဗျာနှမကလည်းမှန်ပါပါဗျာငါးပါးချင်းမတူဘူးလားမှန်ပါဗျာငါးပါးချင်းအတူတူပဲမို့လို့ရိုသေစရာမလိုဘူးချက်ချင်းကြောက်ရင်ထားစရာမလိုဘူးဆိုရင်အချက်ကြောက်တွေကင်းမဲ့မသွားဘူးလားကင်းမဲ့သွားပါတယ်ဗျာဂါရဝတရားတွေလည်းကင်းမဲ့သွားမယ်အချက်ကြောက်တွေကင်းမဲ့ပြီးတိရစ္ဆာန်လောကနဲ့မခြားနာဖြစ်ပြီးတိလာတွေမပြတ်နိုင်ဘူးလားပြတ်နိုင်ပါတယ်ဗျာဒါဖြင့်တခြားသွားမှလားငရဲသွားမှလားငရဲသွားပါဗျာအဲ့လိုမသွားရအောင်သမုဒိနယ်ကနေပြီးဒါကအကိုလို့ခေါ်တယ်အကိုကြီးအဖရာရိုသေရမယ်ချက်ချင်းကြောက်ချင်းထားရမယ်ဟုတ်လားမှန်ပါဗျာချက်ချင်းကြောက်ချင်းအလုံးငါတဲ့သမုဒိဟုတ်လားအချက်ချင်းကြောက်ချင်းလုံးငါတဲ့သမုဒိနယ်ကနေပြီးတော့ဟိတိဩတ္တပဆိုတဲ့အချက်ကြောက်လုံးငါသမုဒိသစ္စာပယ်လို့ရလားမရပါဘူးဗျာမရဘူးတဲ့ဟိကံတဲ့ဒါလေးတော့ကောင်းတာလုပ်ရင်ကောင်းတဲ့ကျိုးပေးမယ်မကောင်းတာလုပ်ရင်မကောင်းတဲ့ကျိုးပေးမယ်တစုံတယောက်တော့ပုဂ္ဂိုလ်ဒီတဲ့တဏှာမုတ်ဆိုးအလုံးမကောင်းတာတွေလုပ်သူမကောင်းမှုကြောင့်အပင်လေးပါသွားရမှာကိုဖေရမလိုလားဘူးလိုလားရဲ့လားမလိုလားပါဘူးဗျာမလိုလားတဲ့အတွက်အပင်လေးပါကတည်ငါတခဏလုပ်ဖို့အတွက်သူ့ကိုကံကြိုက်တရားဟောဖို့အတွက်သမုဒိနယ်ကနေပြီးတော့မင်းတို့ငါတို့အမည်နာမမတတ်မှတ်ရဘူးလားတတ်မှတ်ရပါဗျာပရမတ်နယ်ကကြည့်တော့အဲ့ဒီပုဂ္ဂိုလ်ဒီတခြားရှိတာလားခန္ဓာ၅ပါးရှိတာလားခန္ဓာ၅ပါးရှိတာပါဗျာခန္ဓာ၅ပါးကမကောင်းတာတွေလို့မကောင်းကျိုးတွေရလိမ့်မယ်လို့ပြောနားလည်မလားနားလည်ပါဘူးဗျာနားလည်နိုင်ဖို့အတွက်မင်းတို့ငါတို့အမည်နာမတတ်မှတ်ပြီးတော့လေမင်းငါဆိုတာသမုဒိနယ်ကသုံးတာဟုတ်လားမင်းကွာမကောင်းမှုတွေလုပ်လို့မင်းမကောင်းမှုကြောင့်ဘယ်ဒုက္ခတိမှာဆင်းရဲရလိမ့်မယ်ဘယ်သူတော့ကောင်းတာတွေလုပ်လို့နတ်ရွာဒုက္ခတိမှာဆင်းရဲရပြီအဲ့လိုခွဲပြောတဲ့အခါမှာတတ္တဝါတန်မကောင်းတာနဲ့ကောင်းတာဘယ်ဟာအလို့ရှိကောင်းတာလို့ရှိတော့မကောင်းတာချောင်ကောင်းတာတွေလုပ်တော့သူတည်တဲ့ဟုတ်လားအပေလေးပါးကလုပ်ပြီးနတ်ရွာဒုက္ခတိတော့သူရောက်မသွားဘူးလားရောက်ပါပါဗျာကံအကျိုးပေါ်မှာယုံသွားလို့ဟုတ်လားဒါကြောင့်
ကမ္မတက္ကတာညာလုံးကလည်းသမုဒိတစ္ဆာပယ်လို့ရလားမရဘူးတဲ့ဟိကံနောက်တစ်မျိုးကဒါနေတဲ့ဘာလဲတော့ဒါနလုံးကလည်းသမုဒိတစ္ဆာပယ်လို့ရလားမရပါဘူးဗျာဒါနကနှစ်မျိုးမပြောခဲ့ဘူးလားမှန်ပါတယ်ဗျာဒါတိကဒါနနဲ့အာနတိကဒါနဒါတိကဒါနကကိုယ်တိုင်ကိုယ်ချလူတာအာနတိကဒါနကသူများကိုလူခိုင်းတာကဲအလူရှင်ကလည်းခန္ဓာဘယ်နှပါးမှန်ပါပါဗျာလူပေးမဲ့ပုဂ္ဂိုလ်ကလည်းမှန်ပါပါဗျာ၅ပါးချင်းမတူဘူးလားမှန်ပါတယ်ဗျာအတူတူပဲခန္ဓာ၅ပါးချင်းတူလို့ဘယ်သူပဲလူအတူတူပဲလို့ယူလိုက်ရင်အကျိုးပေးတယ်မတိမ်ဖြစ်မှလားတိမ်ဖြစ်မှလားတိမ်ဖြစ်ပါပါဗျာတိမ်ဖြစ်နေဆိုတာယောနေသွားတာတကယ်တော့တူလားတူပါဘူးဗျာသမုဒိနယ်ကနေမင်းငါမင်းကိုယ်တိုင်လူလားငါကိုယ်တိုင်လူလားမသုံးပါဘူးလားသုံးပါပါတယ်ဗျာငါကိုယ်တိုင်လူတာအကျိုးများတယ်သူများလူတိုင်းတာအကျိုးနည်းစေတယ်ဟုတ်လားဒါကြောင့်ဒါနအလုံးငါသမုဒိတစ္ဆာပယ်လို့ရလားမရပါဘူးဗျာနံပါတ်၄ကပင်နဲ့ပင်စတယ်ပင်စနန္တိယကံလို့ငါလဲသမုဒိတစ္ဆာပယ်လို့ရလားမရပါဘူးဗျာပင်စနန္တိယကံကဘာတွေလို့အမိတ္ထာအဖတ္ထာယန္တာတ္ထာဖျားတွေးသိနေအောင်လုပ်တာတန်ခါတင်းခဲတာအဲ့ဒါကိုပင်စနန္တိယကံလို့မပြောဘူးလားပြောပါတယ်ဗျာပရမတ်တွေကကြည့်လိုက်အမေအဖေခန္ဓာဘယ်နှပါမှန်ပါပါဗျာယဟန္တာကလည်းမှန်ပါပါဗျာဖျားကလည်းမှန်ပါပါတန်ခါတွေကလည်းမှန်ပါပါတာမန်လူတွေကလည်းမှန်ပါပါဗျာငါးပါးချင်းမတူဘူးလားတူပါတယ်ဗျာငါးပါးချင်းအတူတူပဲမို့လို့ပြင်မာစော်ကားရင်အတူတူပဲလို့ယူလိုက်တာနဲ့ပစ္စန္တိယကံကြီးထိုက်ပြီးမေတ္တာဖို့တာအန္တရာယ်များတခြားသွားမှာလားငရဲသွားမှာလားငရဲသွားမှာပါဗျာခန္ဓာ၅ပါးချင်းတော့တူတယ်ဂုံတတ္တိချင်းတူလားတူပါဘူးဗျာမိဘကမိဘကိုမရှိဘူးလားရှိပါတယ်ဗျာယဟန္တာကယဟန္တာကိုရှိပါတယ်ဗျာဖျားကဖျားကိုရှိပါတယ်တန်ခါကတန်ခါကိုရှိပါတယ်ရှိဘူးလားရှိပါတယ်ဒါကြောင့်မိဘကမိဘကိုရှိတယ်ဒါကအမေလို့ခေါ်တယ်ကျေးဇူးရှိတယ်မပြင်းမဘူးမစော်ကားဘူးလှုပ်ကြွေးရတယ်ပြင်းမစော်ကားရင်ပိဿန္ဒနိယကံထိုက်မယ်ဒါကဖျားလို့ခေါ်တယ်ယုတ်တိရမယ်ဒါကယဟန္တာလို့ခေါ်တယ်ယုတ်တိရမယ်အမြင်နာမှာတမ္မန်သမုတ်ရတာပရမတ်နယ်ကကြည့်တော့အလုံးကဘာပဲရှိငါးပါးချင်းအတူတူပဲမို့လို့ပြင်းမစော်ကအတူတူပဲလို့ယူလိုက်တာနဲ့ပိဿန္ဒနိယကံမထိုက်ဘူးလားထိုက်ပါတယ်ဗျာမေတ္တာဗုဒ္ဓအန္တရာယ်များတခြားသွားမှာလားငရဲသွားမှာလားငရဲသွားမှာပါဗျာကဲဒါကိုအသင်းတို့ညာတော့ကတာလကထိုးပေးတာကမိလခမုံစိုးနဲ့အစာတတဘယ်သူနဲ့ဘယ်သူမိလကမုံစိုးတီတားကျွေးမှုမရကျွေးမှုမကင်းတော့တားသမင်တွေကိုသူတန်းရဲ့ဖျားရဲ့ဒါနဲ့ပဲဘဝဝမ်းကြောင့်မလုပ်ဘူးလားလုပ်ပါတယ်ဗျာတိုးတော့အဲ့ဒီတန်းရဲ့ဖျားရဲ့တန်ငါမုံစိုးအလုံးမှာပိဿန္ဒနိယကံပါလားပါပါဗျာမပါတဲ့အတွက်သူဒီတဲ့သင်္ကန်းကိုပြီးတော့တရားအားထုတ်တာမဲ့နဲ့ဖြတ်ချတာဘယ်တကားပိတ်မတော့လားပိတ်ပါပါဗျာအဲ့ဒါဘာကံမပါလို့အဲ့တော့ဇာတတကြည့်လိုက်ဇာတတဒီဖခင်ဗိပိတာရကိုထောင်အကျဉ်းချအမျိုးမျိုးမတတ်ဘူးလားတတ်ပါဗျာအဲ့တော့သူဒီတဲ့ပါရမီဓာတ်ကံရှိသူပဲတာမညဖလတုတ်နာပြီးတာနဲ့သူဒီသောတာပန်ဖြစ်ရမှာပိဿန္ဒနိယကံကြီးထိုက်တဲ့ခါကျတော့သောတာပန်ဖြစ်ဖို့နေသားသားသူဒီတဲ့အပင်ငရဲတောင်လို့လားမလို့ပါဘူးဗျာပိဿန္ဒနိယကံကြီးထိုက်လို့ဟုတ်လားပိဿန္ဒနိယကံထိုက်တဲ့ဇာတတကြတော့မဲ့နဲ့ဖြတ်လို့ရလားမရပါဘူးဗျာတခြားသွားတာလားငရဲသွားတာလားငရဲသွားပါဗျာအဲ့လိုမဖြစ်ရအောင်တဲ့သမုဒိနယ်ကနေပြီးဒါကအမေလို့ခေါ်တယ်အဖေလို့ခေါ်တယ်အမိနာမတတ်မှတ်သမုဒ္ဒမပြင်းမဘူးမစောကားဘူးဒါယဟန္တာလို့ခေါ်တယ်ဒါဖျားလို့ခေါ်တယ်ဒါတန်ခါလို့ခေါ်တယ်တင်းမခွဲရဘူးပြင်းမစောကားတာနဲ့ပိဿန္ဒနိယကံထိုက်မေတ္တာဗုဒ္ဓအန္တရာယ်များမယ်လို့ဟုတ်လားပိဿန္ဒနိယကံလို့ငါသမုဒိတစ္ဆာပယ်လို့ရလားမရပါဘူးဗျာပယ်တာနဲ့တခြားသွားမှာလားငရဲသွားမှာလားငရဲသွားမှာပါဗျာဟိကံဒါနေပင်စာနောက်တစ်မျိုးကပုပ္ပေတဲ့ဒါတဲ့တော့ပုပ္ပေပါဗျာ sorry ကြောတာနော်ဟိကံဒါနေပင်စာမေဒါတဲ့တော့မေဆိုတာကမေတ္တာအလို့ငါဒါတဲ့တော့မေတ္တာအလို့ငါပါဗျာမေတ္တာအလို့ငါညမပြောရဘူးနော်ငါးလုံးမြောက်ဥမာဟုတ်လားမေတ္တာက2မျိုးရှိတယ်တဲ့နော်ဩဒိဋ္ဌမေတ္တာနဲ့အနောဒိဋ္ဌမေတ္တာပြောကြည့်ပါဦးဩဒိဋ္ဌမေတ္တာနဲ့အနောဒိဋ္ဌမေတ္တာပါဗျာဩဒိဋ္ဌမေတ္တာဆိုတာကတစုံတယောက်သောပုဂ္ဂိုလ်ကိုစူးစူးဆိုင်ဆိုင်ပို့လို့တဲ့မေတ္တာကိုဩဒိဋ္ဌမေတ္တာ
ဘာမေတ္တာညာလာဝိနေကျမ်းမာပါစေချမ်းသာပါစေအများကိုခြုံပို့တာကိုတော့အနောဒိဋ္ဌမေတ္တာဘာမေတ္တာအနောဒိဋ္ဌမေတ္တာပါဗျာဒါပြင်မေတ္တာဘယ်နှမျိုးပါဗျာအဲ့တော့အဲ့ဒီသမုဒိနယ်ကနေပြီးတော့မေတ္တာလုံးငါလဲဖျားတည်တဲ့ဟုတ်လားမေတ္တာလုံးငါလဲသမုဒိနယ်ကနေမပယ်ဘူးတဲ့ဖျားရှင်သည်တခုတော်ရဲ့မှာရာဇဂျုံမှာပေါ့ရှင်အာနန္ဒာနောက်ပါတန်ဃာတွေနဲ့ဆုံးခံကြွတယ်ဘာလို့တဲ့ဆုံးခံကြွပါရဲ့ဗျာအဲ့တော့ဒေဝဒတ်ရဲ့လုံခြံမှုပဲဇာတတတ်နဲ့ပေါင်းပြီးတော့နာရာဂိရိစင်ကြီးကိုတဲ့အရက်တိုက်တယ်အရက်တိုက်ပြီးတော့ဖះဆုံးခံကြွတဲ့အချိန်မှာစင်ကြီးနဲ့တိုက်ပြီးတော့တတ်ထားစင်ကြီးကိုအရက်တိုက်ထားဘာလို့ထားရက်တိုက်တာငကိုကရိုင်းတဲ့စင်ကြီးအေးဝင်းတော့မပိုးမရိုင်းဘူးလားစင်ကြီးကလည်းအရက်တိုက်တော့တောက်တယ်လေလူမကြိုက်သလားလို့နော်စင်ကြီးလည်းကြိုက်ပုံရတယ်မတောက်ဘူးလားတောက်ပါရဲ့ဗျာအဲ့ဒါတောက်ပြီးတော့မှုံရိုးပြီးတော့အတင်းနာဖះရှိကိုအတင်းနာပြေးလာတာအဲ့ဒီမှာဖះသည်ဩဒိတမေတ္တာသုံးရတယ်ဘာသုံးရတယ်ဩဒိတမေတ္တာသုံးပါပါဗျာဩဒိတမေတ္တာသုံးဖို့အတွက်တဲ့သူကိုတမုဒိနယ်ကနေပြီးတော့သူကိုနာလာဂိတိစင်လို့အမည်နာမတတ်မှတ်သမုတ်ရတယ်ပရမတ်နယ်ကနေကြည့်လိုက်တော့နာရာဂိတိစင်ဒီခန္ဓာဘယ်နှပါမြို့သူမြို့သားတွေကလည်းနောက်ကတန်ဃာတွေကလည်းငါးပါးကြီးမတူဘူးလားငါးပါးကြီးအတူတူပဲဟုတ်ပြီနော်အဲ့တော့တဲ့ခန္ဓာငါးပါးကြီးကျမ်းမာပါသေးချမ်းသာပါသေးလို့ပို့လို့လိုက်ရင်ဖះရဲ့မေတ္တာတစ်လုံးတစ်ခဲနဲ့ရောက်ပါမလားမရောက်ပါဘူးဗျာဘာလို့လဲဆိုတော့နောက်ကတန်ဃာတွေလည်းငါးပါးလေမြို့သူမြို့သားတွေကလည်းဒီတော့မေတ္တာကပြန့်ပြီးတော့စူးစူးဆိုင်ဆိုင်တစ်လုံးတစ်ခဲနဲ့မရောက်တော့ဘူးရောက်ပါမလားရောက်ပါဘူးဗျာအဲ့တော့တစ်လုံးတစ်ခဲနဲ့စူးစူးဆိုင်ဆိုင်ရောက်ဖို့ဩဒိတမေတ္တာပို့ဖို့အတွက်ဖះသည်တမုဒိနယ်ကနေပြီးတော့အမည်နာမတတ်မှတ်သမုတ်ပါလေနာရာဂိတိစင်လို့အမည်နာမတတ်မှတ်မသမုတ်ပါဘူးလားသမုတ်ပါပါဗျာနာရာဂိတိစင်ကြီးသည်ငါရဲ့သားတော်ရာဟုလာကဲ့သို့ဘိမတိယမခကျမ်းမာပါစေချမ်းသာပါစေလို့ဖះသည်ဩဒိတမေတ္တာပို့လို့လိုက်တယ်မပို့လို့ဘူးလားပို့လို့ပါဗျာအဲ့ဒီမှာတလုံးတကယ်တဲ့စူးဆက်တဲ့ရောက်သွားပြီးတော့ရိုင်းစမ်းနေတဲ့စင်ကြီးမှုံယုံနေတဲ့စင်ကြီးဘုရားရဲ့အချိန်မှာအမုံမျိုးတွေပြေးပြီးတော့ဘုရားရှင်မှာဝိုဆင်းသွားတယ်ယဉ်ကျေးသွားတယ်တိမ်မွေ့သွားတယ်ဘုရားရဲ့မေတ္တာဘုသူရဲ့မေတ္တာဘုရားရဲ့မေတ္တာပါဗျာဘုရားမေတ္တာမဆမ်းဘူးလားဆမ်းပါဗျာဟုတ်လားဒါကြောင့်ဘုဒ္ဓနန္ဒကံတော်နန္ဒဉာဏ်တော်နန္ဒမေတ္တာအနန္တလို့တောင်ပြောလို့ရဟုတ်လားအဲ့တော့လောကမှာလည်းပို့တော့ပို့တာပေါ့ဒါပေမဲ့ပို့တိုင်းတော့စွမ်းလားစွမ်းပါဘူးဗျာဘုရားနဲ့တော့ရှင်လို့ပဲရမယ်ဟုတ်လားဦးဇင်းကြားဘူးလားလေးတခုပေါ့တခါကရွာတရွာမှာဘုန်းကြီးတစ်ပါးနဲ့ကပ္ပိယကရှေးကစွန်းကြိုင်နောက်ကစွန်းတဘုံနဲ့လေချိုးထမ်းပြီးတော့စွန်းခံသွားဘုန်းကြီးကတပိတ်ပတ်နောက်ကလန့်လေခွင်ကြီးကိုဖျက်ရတယ်ဘယ်ကိုဖျက်ရလဲလေခွင်ကြီးကိုဖျက်ရပါဗျာစွန်းခံရွာကိုရောက်ဖို့အတွက်လေခွင်ကြီးကိုဖျက်ရတော့အဲ့ဒါခန်းလန်းလန်းရောက်တော့ကျွဲကြီးတစ်ကောင်တွေ့ရကျွဲကအနီရောင်ကိုမုန်းတယ်မမုန်းလားမုန်းပါတယ်ဗျာမုန်းတော့ကပ္ပိယနဲ့ဘုန်းကြီးတဲ့အတင်းနာပြေးလာတယ်ပြေးလာတော့ဘုန်းကြီးကနေကပ္ပိယမေတ္တာပို့ကျွဲကြီးကိုအဲ့ဒါနဲ့ကပ္ပိယကလည်းပို့ဘုန်းကြီးကလည်းပို့ဒါပေမဲ့ကျွဲကြီးကနောက်မစိုးတဲ့ကြီးလာနေတယ်ဆရာတော်အရှင်နေမကောင်းဘူးကျွဲကြီးကတဲ့ကြီးလာနေတယ်နော်မဟုတ်ပါဘူးပို့ပါကွာပို့ပါဘုန်းကြီးလည်းပို့ကပ္ပိယလည်းဘို့ပင်မဲ့လို့ကျွဲကြီးကတဲ့ကြီးလာနေတယ်ဘလို့ကြီးလာနေတယ်ဆရာတော်အရှင်နေမကောင်းဘူးနော်တဲ့ကြီးကိုလာနေတာဘလို့ကြီးလာနေတာအဲ့တော့ဘုန်းကြီးကလည်းမချောဘူးပို့ပါကွာဘာလဲတော့ပို့ပါကွာအဲ့ဒါနဲ့တဲ့ပဲလာတာဘလို့မှနောက်မစိုးလေအဲ့တော့ကပ္ပိယကရှင်နေမကောင်းဘူးဆိုပြီးတော့လေသူစွန်းထမ်းလာတဲ့တဘုံကြီးဖြုတ်ပြီးတော့ကျွဲကြီးကိုဂျုံနဲ့ချောင်းကိုပြောင်းဆိုရိုက်ချဘလို့ရိုက်ချကြောင့်ပဲနောက်လှည့်သွားတယ်တဲ့ဒီတော့ဘုန်းကြီးကဘာပြောလဲဆိုကပ္ပိယမင်းမေတ္တာတဘုံတဲဆွမ်းမှာဘာကြမှာဆန်းတဘုံမေတ္တာမဆန်းဘူးလောကမှာဒါမျိုးလည်းမရှိဘူးလားရှိပါတယ်ဗျာပြောချင်တာကဖရာမေတ္တာကတော့မဆန်းဘူးလားဆန်းပါတယ်ဗျာဆန်းတယ်တော့မှ
မိုးနေတဲ့စေကြီးမှုံနေတဲ့စေကြီးကဝဆင်းပြီးတော့ရင်ကျေးတိမ်မွေ့သွားတယ်တိမ်မွေ့မသွားဘူးလားတိမ်မွေ့သွားပါတယ်ဒါကြောင့်မေတ္တာလုံးကလည်းသမုဒိသစ္စာပဲလို့ရလားမရပါဘူးဗျာဟိကံဒါနေပင်စမေဒီရောက်သွားပြီပုပ္ပေတဲ့ဗါလဲတော့ပုပ္ပေပါဗျာပုပ္ပေနိဝါဒနုဒတိညာလုံးကလည်းသမုဒိသစ္စာကိုပဲလို့မရပါရလားမရပါဘူးဗျာပုပ္ပေနိဝါဒနုဒတိညာတဲ့ဒီညာကိုဘုရားသည်ဘယ်မှာသုံးလဲဆိုတော့နံပါတ်1မယင်ကျေးတဲ့ပုဂ္ဂိုလ်တွေအတွက်ယင်ကျေးတိမ်မွေ့ဖို့အတွက်ပုပ္ပေနိဝါဒနုဒတိညာကိုသုံးတယ်နံပါတ်2ပစ္စည်းရှိလျက်ဇဒါနေတဲ့ပုဂ္ဂိုလ်တွေအတွက်လူဖြစ်မရှုံးဖို့အတွက်ပုပ္ပေနိဗ္ဗာန်နုဒတိညာကိုဒုဘုရားသုံးတယ်နံပါတ်3ဝရိယတွေလျှော့ချပြီးတော့ဝရိယတွေပြော့ပြီးမကြိုးစားတဲ့ပုဂ္ဂိုလ်တွေကိုဝရိယတွေတိုးမြင်ဖို့အတွက်ဒုဘုရားသုံးတယ်ပုပ္ပေနိဗ္ဗာန်နုဒတိညာကိုဟုတ်လားလောကမှာမိဘနဲ့သားသမီးနဲ့မိဘဆိုတာမရှိဘူးလားရှိပါတယ်ဗျာမိဘဒီသားသမီးကိုခဝါးစံလုံးပခုံးလက်လက်တွေရွက်ကစပြီးဥဝဲဘဝကနေပြီးတော့နိုးကြိုတိုင်ကျွေးမဲ့ရှင်ရင်မတန်းရအောင်ပြုစုယူရအကျဉ်းသားတွေနဲ့ဒူလားမြောက်အောင်ကျွေးပညာတရားမဲ့ရွယ်ရောက်တော့ပညာတွေသင်မပေးဘူးလားသင်ပါတယ်ဗျာဘွဲရတီတိပေါ့အဲ့လိုဘွဲရလို့အင်းအောင်နေကြားတဲ့ခါကြတော့လေသူတို့ဘဝသူရပ်တည်နိုင်အောင်နဲ့ယင်းဤလောက်ကင်ဖို့အတွက်ငွေကြေးဥစ္စာတွေမပေးရဘူးလားပေးရပါတယ်ဗျာဒါပြင်မိဘတွေကများသွားပြီသားသမီးတွေအပေါ်မှာတာဝန်ကျေတာများတယ်ဟုတ်လားမှန်ပါဗျာအဲ့ဒီလိုတာဝန်ကျေပေမဲ့လို့မိဘကျေးဇူးမတိဘဲနဲ့မိဘကျေးဇူးကိုပြန်မဆက်တဲ့သားသမီးတွေလောကမှာမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီလိုပြန်မကျေးဇူးမတိကျေးဇူးမဆက်တဲ့သားသမီးကိုရေကျေးတဲ့တိမ်မွေ့တဲ့လိမ်မာတယ်လို့ပြောလို့ရလားမရပါဘူးဗျာမရဘူးဒါပြင်အဲ့လိုသားသမီးတွေမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီလိုသားသမီးတွေရင်ကျေးအောင်တိမ်မွေ့အောင်လို့သားကောင်းလေးတွေသမီးကောင်းလေးတွေဖြစ်ဖို့အတွက်ဘုရားကပုပ္ပေနိဝါဒနုဒိညာကြီးနဲ့ကြည်ပြီးတော့ငါဖေယားသည်ဒါလေတော့ငါဖေယားသည်နုစင်ဘဝတုံးကဘယ်တော့ကနုစင်ဘဝတုံးကသူဝနာတာမဖြစ်စဉ်ဘာဖြစ်စဉ်သူဝနာတာမဖြစ်စဉ်ပါဗျာပရမတ်နေကကြည့်တော့သူဝနာတာမခန္ဓာပဲနဲ့ပါမှန်ပါဗျာအဲ့ဒီပုံမှာသူဝနာတာမလို့အမည်နာမတတ်မှတ်မတမုတ်ပါဘူးလားတမုတ်ပါပါတယ်ဗျာငါဘုရားလို့သုံးလိုက်တာလေတမုတ်ဒီနေကသုံးလိုက်တာပဲဟုတ်လားမှန်ပါဗျာငါဘုရားဒီနုစဉ်ဘဝတုန်းကသူဝနာတာမဖြစ်စဉ်မျက်မမြင်မိခင်နှစ်ပါးကိုပြုစုခဲ့တယ်လှုပ်ကြွေးခဲ့တယ်ပိဋိယခမင်းကြီးကတခုသောရက်မှာအစိမ်လူးတဲ့မြားနဲ့ပြစ်လိုက်တာဘယ်ဘက်နံပါးကနေညာဘက်နံပါးဖောက်ထွက်သွားတယ်အစိမ်လူးတဲ့မြားဆိုတော့တေးဖို့မကောင်းဘူးလားမှန်ပါဗျာဒါပြင်မဲ့လို့မိဘပြုစုလှုပ်ကြွေးတဲ့သားဖြစ်ချင်းကြောင့်နတ်ကောင်းနတ်မြတ်တွေကနတ်ဆေးဝါးတွေကုသလို့အသက်ပြန်ရှင်ခဲ့တယ်အဲ့ဒါကမိဘလှုပ်ကြွေးလို့ရှစ်သားလို့ရှစ်သမီးလို့ဒါကြောင့်မိဘကိုပြုစုကြပါလှုပ်ကြွေးကြပါလို့ဘုရားကနေပြီးတော့ပုပ္ပေနိဝါဒနုဒတိညာနဲ့ကြည်ပြီးတော့မယင်ကျေးတဲ့သားသမီးတွေအတွက်ယင်ကျေးတိမ်မွေ့အောင်ဘုရားသမုဒိနယ်ကတရားမောရဘူးလားမောပါဗျာဒီခါကျတော့ယင်ကျေးတိမ်မွေ့တဲ့သားလိမ္မာလေးတွေသမီးလိမ္မာလေးတွေဖြစ်ပြီးမိဘကျေးဇူးပြန်မဆက်ဘူးလားဆက်ပါဗျာဟုတ်လားပြန်ဆက်တယ်အဲ့တော့ခြေသားတို့ခြေသမီးတို့မိဘကိုပြုစုကြပါလှုပ်ကြွေးကြပါမိဘပြုစုလှုပ်ကြွေးရင်ဟောဒီပစ္စကဘဝမှာသူတော်ကောင်းတွေကလည်းချီးမွမ်းတယ်ဒါလိမ္မာလေးပဲသမီးလိမ္မာချီးမွမ်းတယ်တေဘင်းနဲ့တွေ့တဲ့အခါဒေါက်တာသမားတော်တွေကုသလို့မရတော့မှနတ်တွေကနတ်ဆေးဝါးနဲ့ကုသပေးတယ်တည်တဲ့အခါမှာနတ်ပြည်ရောက်တယ်ဒါကြောင့်ချစ်သားတို့ချစ်သမီးတို့မိဘကိုပြုစုပါလှုပ်ကြွေးပါလို့ဘုရားတည်သမုဒိနယ်ကတရားမဟောဘူးလားမှန်ပါတယ်ဗျာအဲ့တော့ယင်ကျေးတိမ်မွေ့မိဘကျေးဇူးမဆက်ဘူးလားဆက်ပါတယ်ဗျာဒါတိုင်းသမီးတိုင်းရောလောကမှာဆက်လားဆက်ပါဘူးဆက်ဘူးနော်အဲ့လိုသားသမီးမျိုးကြတော့မဆက်တဲ့သားသမီးကြတော့ယင်ကျေးတဲ့တိမ်မွေ့တယ်ပြောလို့ရလားမရပါဘူးဗျာပြီးတော့သားသမီးကလည်း၃မျိုးရှိတယ်မှန်ပါဗျာဘယ်နှမျိုးရှိ၃မျိုးရှိပါတယ်ဗျာနံပါတ်1အနုဇာတသားသမီးဘာသားသမီးအနုဇာတသားသမီးပါဗျာအနုဇာတသားသမီးဆိုတာမိဘနဲ့တဒန်းနဲ့ရှိတဲ့သားသမီးကိုပြောတာမှန်ပါဗျာမိဘတွေအားဇဒါအားတီလာအားစာကအားပညာအားပေါ့ဘုရားတရားတန်ခါယနာသုံးပါကံကံကျိုးပမာယုံကြည်တဲ့တရားသီလကိုကျင့်တရားကောင်းတယ်စာကစွန့်ကြဲပေးကမ်းမှုရှိတယ်ပညာတင့်မတင့်ခွဲခြားစိတ်ပြတဲ့ပညာရှိတယ်လောကီပဲလောကုတ္တရာပဲမိဘတွေက
ထုံနည်းတို့ပဲသူမွေးထားတဲ့သားလေးကသမီးလေးကမိဘတွေနဲ့တဒန်းနဲ့တဒန်းအတိလာစာကအပညာအားတဒန်းနဲ့ရှိတဲ့သားလိမ္မာလေးတွေသားလေးတွေသမီးလေးတွေမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒါကိုတဲ့ဟုတ်လားပါဠိလိုအနုဇာတသာသမီဘာသာသမီအနုဇာတသာသမီပါဗျာနားလည်အောင်ပြောရင်တော့မိဘနဲ့တဒန်းနဲ့ရှိတဲ့သာသမီပေါ့ဒါကိုရှင်းပညာရှင်များကဒီလိုသုံးတယ်မိတူဖတူသာသမီပြောကြည့်ပါဦးမိတူဖတူသာသမီပါဗျာမိဘနဲ့တဒန်းနဲ့တူတဲ့သာသမီပေါ့အဲ့ဒီသာသမီမျိုးကြတော့မိဘကျေးဇူးတည်ပြီးပြန်ပြီးတော့ကျေးဇူးဆက်တတ်ပါတယ်နံပါတ်2အဓိဇာတသာသမီဘာသာသမီအဓိဇာတသာသမီပါဗျာအဓိဇာတသာသမီဆိုတာကမိဘနဲ့တော်နေတဲ့သားနေတဲ့သာသမီကိုပြောတာလောကမှာတချို့မိဘတွေကြည့်လိုက်ပေါ့ဘာသာရေးကြည့်လိုက်ဘာသာလောကဘာတိဘာသာကိုယ်နဲ့မဆိုင်တယ်လို့ပဲမရှိဘူးလားရှိပါဗျာကြည့်လိုက်တော့ပုံတန်တန်ကြည့်လိုက်တော့အယတမဖဲသမအလောင်းစားသမဒီလိုမိဘနဲ့မရှိဘူးလားရှိပါဗျာအမေပဲကြည့်လိုက်ပြောင်းလဲဘာသာရေးဘာသာလောကဘာတိဘာသာဟုတ်လားအဲ့ဒီလိုတရားအားမရှိဘူးသီလအားမရှိဘူးစာကားမရှိဘူးပညာမရှိဘူးဒါပေမဲ့သူမွေးထားတဲ့သားလေးကြည့်လိုက်ပြန်တော့တရားရှိတယ်သီလရှိတယ်စာကရှိတယ်ပညာရှိတယ်လောကီဘက်မှာလည်းတုံးနေတယ်လောကုတ္တရာပဲကြည့်ပြန်တော့လဲဇဒာအသီလအစာကပညာအကောင်းနေတဲ့ဒီလိုသားလိမ္မာသားလေးတွေဒီလိုသမီးလေးတွေလောကမှာမရှိဘူးလားရှိပါတယ်ဗျာမိဘနဲ့သားနေတယ်မိဘနဲ့တော်နေတယ်ဆိုတဲ့သားသမီးတွေမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒါကိုပါဠိလိုအဓိဇာတသာသမီဘာသာသမီအဓိဇာတသာသမီပါဗျာဒါကိုရှင်းပညာရှင်များကဒီလိုသတ်မှတ်တယ်မိလွန်ဖလွန်သာသမီပြောကြည့်ပါဦးမိလွန်ဖလွန်သာသမီပါဗျာမိဘတွေနဲ့လွန်ပြီးတော့တော်နေတဲ့သာသမီကိုပြောတာဟုတ်လားမှန်ပါဗျာဒီလိုသာသမီလောကမှာမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီသာသမီတွေတဲ့မိဘကျေးဇူးကိုပြန်ဆက်ပါတယ်ကြွေကောင်းပြန်ဆက်တတ်ပါတယ်တဲ့အမေဟာအမေပဲအဖေဟာအဖေပဲအမေဟာဘာပဲဖြစ်နေနေအဖေဟာရတမကြီးဖြစ်နေပါစေဘိန်းသားကြီးဖြစ်ပါစေဩလူလားမြောက်ကျွေးမွေးခဲ့တယ်အမေဟာအမေပဲတဲ့ဟုတ်လားအကျွေးကျဲတဲ့ဈေးဆယ်အမေလည်းအမေပဲပြစ်တဲ့စားပဲဖြစ်ရင်ဖြစ်ပါစေအမေဟာအမေပဲဆိုပြီးတော့ကျေးဇူးပြန်ဆက်တတ်တယ်ဟုတ်လားမှန်ပါဗျာသူကတော့မိလွန်ဖလွန်သားသမီးဘာသားသမီးမိလွန်ဖလွန်သားသမီးပါမိဘဒီနဲ့လွန်နေတဲ့တော်နေတဲ့သားသမီးပေါ့နောက်တစ်မျိုးကတော့အဝဇာတသားသမီးဘာသာသမီးအဝါဇာတာသာသမီးပါဗျာအဝါဇာတာသာသမီးဆိုတာကမိဘတဲ့ယုံနှိမ့်နေတဲ့သာသမီးပေါ့သူ့ရဲ့မိဘတွေကြည့်ပြန်တော့တဲ့ဇဒာအသီလအစာကအပညာအတိတ်ကောဘုရားတရားတန်ခါယတနာသုံးပါးကိုင်းချမ်းကိုကျင့်တရားကောင်းစာကအကောင်းတင့်မတင်ခွဲခြားစိတ်ပြတဲ့ပညာလောကီဘက်မှာရောလောကုတ္တရာတရားဘက်မှာရောဘုရားတကာကျောင်းတကာရခြင်းမှာတဲ့ရာရေးရွာရေးထိတ်ဆုံးကအဲ့ဒီလိုအရာရာမှာတင့်တယ်နေတယ်ပေါ့မိဘတွေကဖះတကာကျောင်းတကာရဟန်းတကာဒီလိုမိဘတွေမရှိဘူးလားရှိပါတယ်ဗျာဒါပေမဲ့သူမွေးထားတဲ့သားလေးကြည့်ပြန်တော့စိုးတင်နေတဲ့ဖိုးတင်လေးတဲ့ဘာလို့စိုးတင်နေတဲ့ဖိုးတင်ပါဗျာစိုးတင်တဲ့ဖိုးတင်လေးလောကမှာတမိပေါက်တယောက်ထုံးစလို့မရှိတတ်ဘူးလားရှိတတ်ပါတယ်ဗျာဟာဘယ်နားမှာတော့အရက်ဝိုင်းမှာပြဿနာတက်လို့လေအဖေကလိုက်ဖြစ်ချင်းအမေကလိုက်ဖြစ်ချင်းကဖဲဝိုင်းမှာပြဿနာတက်လို့လေဘယ်မှာတော့ပြဿနာတက်လို့လေအမေကလိုက်ဖြည့်ချင်းအဖေကလိုက်ဖြည့်ချင်းဟုတ်လားမှန်ပါဗျာအဲ့ဒီလိုမိဘတွေလည်းယုံနေနေတဲ့သာသမီလည်းမရှိတတ်ဘူးလားရှိပါပါဗျာအဲ့ဒါကိုပါဠိလိုအဝါဇာတသာသမီဘာသာသမီအဝါဇာတသာသမီပါဗျာဒါကိုရှင်းပညာရှင်များကဒီလိုသုံးမိယုတ်ဖယုတ်သာသမီပြောကြည့်ပါဦးမိယုတ်ဖယုတ်သာသမီပါဗျာမိဘတွေယုံနေနေတဲ့သာသမီပေါ့ဘာသာသမီမိဘတွေယုံနေတဲ့သာသမီပါဗျာအဲ့လိုသာသမီတွေလည်းမရှိဘူးလားရှိပါတယ်ဗျာအဲ့လိုသမီးတွေလည်းမရှိတတ်ဘူးလားရှိပါတယ်ဗျာပြောတကားဆိုတကားနားမထောင်တဲ့သမီးတွေလေဟုတ်လားကဲအဝါဒရာသာသမီတွေစိုးတည်တဲ့ဖိုးတည်တဲ့သာဖိုးတည်ဆိုတဲ့သာသမီမျိုးကြမိဘကျေးဇူးဆက်မလားဆက်ပါဘူးတဲ့ရွာတရားမှာစိုးတည်တဲ့ဖိုးတည်ဆိုတဲ့ကောင်လေးတယောက်ရှိမိဘတွေကဘုရားတကားကျောင်းတကားယဟန်တကားရရေးရွာရေးမျက်နှာကြီးသမီးပေါက်တယောက်ထုံးသူဆိုတဲ့လူဖိုးတည်စိုးတည်တဲ့ဖိုးတည်ပြဿနာဖြစ်တန်းဖိုးတည်ပဲ
ဟုတ်လားအဲ့တော့ဖေးကလိုက်ဖြေချင်အမေကလိုက်ဖြေချင်တနေ့တော့ဖေးကသားကိုခေါ်ဆုံးပါလေငါသားတဲ့မင်းတိတတ်တဲ့ရွယ်လေးရောက်ပြီမင်းလိမ္မာစမ်းမှာကွာတဲ့မင်းတိတတ်တဲ့ရွယ်ကစားပြီမင်းကောင်းတာဆိုတခုမှမလုပ်ဘူးမင်းကောင်းတာတွေလည်းလုပ်ပါဦးကွာတေခြင်းဆိုတာကငယ်တာကြီးတာရွေးတာမဟုတ်ဘူးရွေးလားရွေးပါဘူးဗျာအဖေကသားကိုမဆုံးပါဘူးလားဆုံးပါပါတယ်ဗျာမလိမ္မာစေခြင်းလို့လားလိမ္မာစေခြင်းလို့လိမ္မာစေခြင်းလို့ဆုံးပါတာမင်းကွာတဲ့မကောင်းတာတွေချောင်းပြီးကောင်းတာတွေလှုပ်ရှားမှာကိုအဖေစိတ်ချမ်းသာအောင်မပြောဘူးလားပြောပါတယ်ဗျာတကယ်လို့များကွာတဲ့မင်းငယ်ငယ်ရွယ်နဲ့များတေးသွားလို့ယမမီးထံရောက်သွားယမမီးကမင်းကိုမေးလိုက်မယ်စစ်လိုက်မယ်မင်းလူဘဝတော့ငါဘာတွေများလုပ်ခဲ့တယ်လဲဘာကောင်းမှုတွေများမင်းလုပ်ခဲ့လဲလို့ယမမီးကမေးရင်မင်းမှာဖြေစရာလည်းမရှိဘူးကောင်းမှုမရှိတော့ဖြေစရာရှိလားရှိပါဘူးဗျာအဲ့လိုများမေးရင်ကွာတဲ့မင်းကိုမေးရင်မင်းဘယ်လိုဖြေမှာလဲတဲ့အဖေကမေးတာအဲ့တော့ဖိုးတေကဘာပြောလဲဆိုတော့အဖေကလည်းပြောလိုက်မှာပေါ့ဟေးယမမင်းကြီးကျုပ်ချေချေဝဲဝဲမေးမနေနဲ့ကျုပ်အတွက်ဒဲအိုးတာပြင်လိုက်ဘာလဲတော့ဒဲအိုးတာပြင်လိုက်ပါဗျာကဲအဖေဆုံးမလို့ရလားမရပါဘူးဗျာသူဒဲအိုးအပူမကြောက်ဘူးပေါ့မှန်ပါဗျာဟုတ်လားမှန်ပါဗျာဒဲအိုးအပူမသိလို့ဒဲအိုးအပူသူကြောက်လားကြောက်ပါဘူးဗျာဟေးယမမင်းကျုပ်ချေချေဝဲမေးမနေနဲ့ကျုပ်အတွက်ဒဲအိုးတာပြင်လိုက်တယ်အဖေဆုံးမလားရလားမရပါဘူးဗျာပါရမီဓာတ်ခံကောင်းတာလားညံ့တာလားညံ့ပါဗျာပါရမီငကိုမရှိလို့ကကုသိုလ်သူဆရာမဟောထိုက်သည်ဟောပြန်တော့လေလူမိုက်တလိษံနိဗ္ဗာန်စကားအလွန်ခါတယ်ဟုတ်လားမှန်ပါဗျာပါရမီဓာတ်ခံအနဲ့လူကုသိုလ်နဲ့ပတ်သက်တဲ့စကားမပြောနဲ့နားခါတယ်လေနိဗ္ဗာန်နဲ့ပတ်သက်တဲ့စကားမပြောနဲ့နားခါတယ်လေဖိုးတေကအဲ့လိုလူဟုတ်လားမှန်ပါဗျာသူမားကိုပြင်မယ်လို့ပြောတာလား80မကောင်းမှုလုံးမပြောတာလားအဲ့လိုသားသမီးတွေလောကမရှိတတ်ဘူးလားအဲ့ဒါကိုမိယုတ်ဖာယုတ်သားသမီးမိဘတဲ့ယုံနေတဲ့သားသမီးတဲ့သူကြတော့မိဘကျေးဇူးပြန်ဆက်ပါမလားဆက်ပါဘူးဗျာရှင်နံမျိုးသားလေးအနုဇာတနဲ့အဓိဇာတသားလေးမိဘကျေးဇူးတည်ပြီးတော့မိဘကျေးဇူးပြန်ဆက်တတ်ပါတယ်ဟုတ်လားအဲ့တော့မရင်ကျေးတဲ့ပုဂ္ဂိုလ်တွေရင်ကျေးတိမ်မွေးဖို့အတွက်ဖျားသည်ပုပ္ပေနိဝါဒနုတ္တိညာကြီးနဲ့ကြည့်ပြီးတမှုတိနယ်ကရင်ကျေးတိမ်မွေးဖို့တရားမဟောပါဘူးလားဟောပါပါတယ်ဗျာကဲနောက်တစ်ခါပစ္စည်းရှိလျက်ဇဒါနေတဲ့ပုဂ္ဂိုလ်တွေအတွက်တရားတရားဖြစ်ဖို့အတွက်ဖျားသည်ပုပ္ပေနိဝါဒနုတ္တိညာကြီးနဲ့သုံးနေတဲ့ယောဂမှာတချို့ပစ္စည်းဥစ္စာရှိတယ်လေဒါပေမဲ့လို့အဲ့ဒီပစ္စည်းဥစ္စာအတိတ်ရဲ့ကောင်းမှုအကြောင်းအဟောင်းစည်းစိမ်တာခံစားတယ်ဟောဒီပစ္စုပန်မှာမလုပ်ဘူးပေါ့ဒါနမေတိလမေဘာဝနာမေဒါဆိုရင်အဲ့လိုနဲ့ပဲဘဝနေခုံးချုံးမယ်ဆိုရင်သူဟာလေမျက်မာလာချုံးမာလားချုံးပါပါဗျာလူဖြစ်ချုံးမှာပေါ့အဲ့လိုမချုံးအောင်လို့မြတ်စွာဘုရားကတရားတရားဖြစ်ဖို့လူဖြစ်မချုံးဖို့တဲ့ပုပ္ပေနိဝါဒနုတ္တိညာကြီးနဲ့ကြည်ပြီးတော့ငါဖေရသည်တဲ့နုစဉ်ဘဝတုန်းကဘယ်ဘဝတုန်းကနုစဉ်ဘဝတုန်းပါဗျာဝေလာမပုံနာဖြစ်စဉ်ဘာဖြစ်စဉ်ဝေလာမပုံနာဖြစ်စဉ်ပါဗျာဝေလာမပုံနာသည်ပရမတ်နယ်ကကြည့်တော့ခန္ဓာဘယ်နှပါ5ပါးဗျာခန္ဓာ5ပါးပဲရှိတယ်အဲ့ဒီအပေါ်မှာဝေလာမလို့သမုဒိနယ်ကအမြင်နာမတတ်မှတ်မသမုတ်ရဘူးလားသမုတ်ပါပါတယ်ဗျာဟာခန္ဓာ5ပါးကြီးကောင်းမှုတွေလုံနေတယ်လို့ပြောနားလည်မလားနားလည်ပါဘူးဗျာနားလည်နိုင်ဖို့ဝေလာမလို့အမြင်နာမတတ်မှတ်သမုတ်ပြီးငါဖေဟာတိနုစဉ်ဘဝလုံးကဝေလာမပုံနာဖြစ်စီဓမေချောင်းစီမောင်းတိပြီးတသောခကြီးကကြောင်းအလူကြီးပေးခဲ့ပါတယ်တိုးတော်လည်းပဲဒုတိလာပုဂ္ဂိုလ်တွေသာလူခဲ့ရတော့အကျိုးမများခဲ့ပါဘူးအခုသာသနာတွင်မှာတစွန်းတယောက်မှလူလို့ဘယ်သူတော့ကောင်းမြတ်တော့ကြီးမြတ်တော့အကျိုးတွေကိုရခဲ့တယ်ဒါကြောင့်သာသနာနဲ့တွေ့လို့မှရှစ်သားတို့မြတ်သောကောင်းမှုတွေကိုလုပ်ကြပါလို့ဘုရားကတရားမောပါဘူးလားမှန်ပါဗျာအဲ့လိုဟောတဲ့အခါကျတော့တရားချီပြီးတော့သူကကောင်းမှုတွေလုပ်တော့ကဲသူကဟုတ်လားလူဖြစ်ချုံးပါမလားချုံးပါဘူးဗျာအမျက်ထွက်မှာပေါ့မှန်ပါဗျာဘာဖြစ်မှာအမျက်ထွက်မှာပါဗျာတချို့ကအတိတ်ကကောင်းမှုတွေကြောင့်စည်းစိမ်ချမ်းသာတွေတော့ရတယ်ဒါပေမဲ့ကောင်းမှုတွေမလုပ်ဘဲနေတာမရှိဘူးလားရှိပါရဲ့ဗျာအဲ့ဒါကြတော့ဟုတ်လားလူဖြစ်မချုံးနိုင်ဘူးလားချုံးနိုင်ပါရဲ့ဗျာအဲ့တော့အဟောင်းရဲ့ကောင်းမှုအကြောင်းသက်ကိုပဲခံစားရင်ဝိတာခာကျောင်းမှာဝိတာခာပြောတဲ့စကားအတိုင်းပြောရမယ်ဆိုရင်အဲ့ဒါအဟောင်းစားလို့ခေါ်တယ်ဘာစားလို့ခေါ်လဲအဟောင်းစားလို့ဗျာအဟောင်းစားလို့ခေါ်တယ်ဝိတာခာက
ခုနှစ်နှစ်သမီးလေးနဲ့သောတာပန်တည်တာဟုတ်လားအဲ့ဒါခုနှစ်နှစ်သမီးလေးနဲ့သောတာပန်တည်ပြီးတော့16နှစ်ရွယ်ရောက်တော့မိဂါရတတိယတာပုံညဝဋ္ဌနာတတိသားလေးနဲ့လက်ထပ်ပေးလိုက်တယ်လက်ထပ်ပေးပြီးတော့ရောက်ခမအိမ်ကိုလိုက်သွားရတယ်ရောက်ခမကမိဂါရတတိပေါ့ဟုတ်လားအဲ့ဒီမိဂါရတတိကသူကဗုဒ္ဓဘာသာမို့ဘာသာကြားအဝတ်မဝတ်တဲ့တက္ကသိုလ်တွေကိုကိုးကွယ်တာဟိုကသောတာပန်အရိယာမလေးလိုက်သွားတာလိုက်သွားရတယ်အဲ့ဒါဒီနေ့မှာမိဂါရတတိလည်းအိမ်မောင်မရှိတယ်ဝိတာခါလည်းရှိတယ်ရဟန်းတော်တစ်ပါးကနေပြီးတော့ဗုဒ္ဓဘာသာအိမ်ထင်ပြီးတော့အိမ်ရှိမှာစွမ်းရက်တယ်ဘာလုပ်တယ်စွမ်းရက်ပါလေဗျာအဲ့ဒါမိဂါရတတိကမင်းကြီးအောင်ဆောင်နေတယ်ကြော်စုံလို့လည်းမပြောဘူးလူလည်းမလူဘူးပေါ့အဲ့ဒီမြင်ကွင်းကိုဝိတာခါကစိတ်မချမ်းသာဘူးတဲ့သူကဗုဒ္ဓဘာသာဆိုစိတ်ချမ်းသာလားချမ်းသာပါဗျာအဲ့စိတ်မချမ်းသာတော့သူကထွက်ပြီးတော့ပြောတယ်ရှင်ဘုရားတဲ့ရှင်ဘုရားရှေ့ကိုဆက်သွားပါဗျာဒီမှာဆုံးမရပဲနေလိမ့်မယ်တပိတော့ရဲ့ရောက်ခမာကြီးကအသင့်မလုံဘူးဗျာအဟောင်းမယ်စားတယ်ဗါတယ်လို့အဟောင်းမစားပါဗျာအဲ့ဒါကိုရောက်ခမာကြီးဟုတ်လားရောက်ကတိပေါ့နော်သူကကြားသွားတယ်ကြားသွားတဲ့ခါကျတော့ခေါ်ပြီးတော့ဝိတာကညီတော်တော်ရိုင်းတာပဲငါအဟောင်းစားတယ်အငင်ကြီးစားတယ်လို့ပြောတယ်ညီတော်တော်ရိုင်းတာပဲငါအိမ်မော်မနေနဲ့တွားဆိုပြီးတော့နှင်းချတာနှင်းမချဘူးလားမချပါဘူးဗျာအဲ့ဒါနဲ့ဝိတာကဘာဖြစ်လဲဆိုတော့ကျမကလည်းလမ်းဘေးကဂလိတ်ကရှင်မဟုတ်ဘူးတဲ့အထက်တန်းကလာတဲ့မိန်းကလေးကျမကိုအဖေကနေဆောက်ချောက်ဖို့ပုံနာတွေထည့်လိုက်တယ်ဒီပြဿနာကိုတဲ့ပုံနာတွေနဲ့ရှင်းပြီးမှကျမသွားနိုင်မယ်တဲ့နေနိုင်မသွားနိုင်ဘူးတဲ့ဟုတ်လားမှန်ပါဗျာအဲ့ဒါနဲ့ပြဿနာကိုဖြေချင်းရတယ်ဖြေချင်းရတော့ပုံနာတွေကမြဲတမီးတဲ့ရောက်ခမမိဂါရတတိကိုသင်ကအဟောင်းစားလို့ပြောတာဟုတ်လားဟုတ်ပါတယ်တဲ့အဖေတို့ဘယ်လိုသဘောနဲ့ပြောတာလဲတဲ့ဩတဲ့ဒီလိုပါတဲ့တမီးရဲ့ရောက်ခမကြီးကအတိတ်ကကောင်းမှုအကြောင်းဆက်ကြောင့်ဒီဘဝမှာပြည့်ပြည့်စုံစုံနေရတယ်တဲ့အဲ့ဒါကအဟောင်းရဲ့ကောင်းမှုအကြောင်းဆက်တွေကိုခံစားနေတာပဲတဲ့ဒါကိုပဲအဟောင်းစားလို့ပြောတာပါတဲ့အတိတ်ဖြစ်တဲ့ကောင်းမှုတွေ तू မလုပ်ဘူးတဲ့အတိတ်ဖြစ်တဲ့ကောင်းမှုတွေလည်းလုပ်စေခြင်းနဲ့တဲ့ဒီသဘောကိုပဲတမိကအဟောင်းစားလို့ပြောတာပါတဲ့ရှင်းမပြဘူးလားရှင်းပြပါတယ်ဗျာဒါဆိုရင်တမိမှန်တာပေါ့ဆိုပြီးအမှဝိတာကအနိုင်ရတော့နိုင်ရမသွားဘူးလားနိုင်ပါပါဗျာအဲ့ဒါအနိုင်ရတော့ကဲပြဿနာလေးဖြေရှင်းပြီးတမိမနေတော့ဘူးတဲ့သွားမယ်ဆိုတော့မှမိဂရာတတိယပြန်တောင်းမှရတယ်တမိမသွားပါနဲ့တဲ့ဒီမှာဆက်နေပါတဲ့နေရမယ်ဆိုရင်လည်းတမိယေရနာ၃ပါးကိုစိတ်တန်းကြကိုးကွယ်ခွင့်ရမှာနေနိုင်မယ်သောတာပန်ဆိုယေတနာသုံးပါးနဲ့ကင်းကွာနေနိုင်လားနေနိုင်ပါဘူးဗျာကောင်းမှုနဲ့အဝိဇ္ဇိနေနိုင်လားနေနိုင်ပါဘူးဗျာနေနိုင်ဘူးဒါကြောင့်သူတောင်းဆိုတယ်အဲ့ဒီအတိုင်းပဲတမီးတောင်းဆိုတဲ့အတိုင်းပဲခွင့်ပြုပါတယ်ဆိုပြီးတော့နောက်ဆုံးမှာဟုတ်လားဝိတာကအကြောင်းပြုပြီးတော့မိဂါရတတိရောက်ခတိလဲသောတာပန်ဖြစ်သွားတယ်ဘာဖြစ်သွားလဲသောတာပန်ဖြစ်သွားပါတယ်ဗျာလောကမှာစကားတခုရှိရလေတန်ဃာနာနိတန်ဃာပါဗျာဘုဆိုနာနိဘုဆိုပါဗျာအယတမနဲ့ပေါင်းအယတမပါဗျာထေသမနဲ့ပေါင်းထေသမပါဗျာတရားသမနဲ့ပေါင်းတရားသမပါဗျာတရားသမနဲ့ပေါင်းတရားသမပါဗျာဝိတာကတရားသမလေဘာသမအဲ့တော့မိဂါရတတိယောဂတိဘာသမဖြစ်သွားတရားသမနဲ့ပေါင်းလို့တရားသမဖြစ်ပါပါဟုတ်လားဒါကြောင့်အပေါင်းကြောင့်ဂုံတက်အပေါင်းကြောင့်ဂုံပြဲအေးမကြည့်ဘူးလားကြည့်ပါဗျာဟုတ်လားကဲပြောချင်တာကဟုတ်လားအတိတ်ကကောင်းမှုရဲ့စီးစိမ်မဲ့ခံနေရင်အဟောင်းစားမဖြစ်ဘူးလားဖြစ်ပါတယ်ဗျာကဲအဲ့လိုမဖြစ်အောင်နဲ့လူဖြစ်မချွတ်အောင်တရားဖြစ်ဖို့အတွက်ဘုရားသည်ပုပ္ပေနိဗ္ဗာဒနုတ္တိဉာဏ်ကြီးနဲ့သမုဒိနယ်ကသုံးပါတယ်တဲ့ကဲနောက်တစ်ချက်ကဝရိယတွေချောချတဲ့သူတွေအတွက်ပုပ္ပေနိဗ္ဗာဒနုတ္တိဉာဏ်ကိုဒုဘုရားသုံးတယ်ဟုတ်လားလောကမှာတချို့စီးပွားချတယ်ပေါ့ခြားတယ်တော့မဖြစ်တဲ့အခါမှာဟုတ်လားဝိရိယတွေရော့သွားတာမရှိဘူးလားရှိပါတယ်ဗျာတရားချတဲ့သူတွေလည်းငါတို့တွေစက္ကန့်တွေတစ်ခုပြီးတစ်ခုဝင်လိုက်တာပဲခုထိဖြစ်ပြလည်းမမြင်သေးဘူးဆိုပြီးဝိရိယချောချတာမရှိဘူးလားရှိပါပါဗျာအဲ့လိုချောချတဲ့သူတွေကိုဝိရိယတွေတိုးမြင်ဖို့အတွက်ဘုရားသည်ငါဖရာသည်တဲ့နုစဉ်ဘဝတုန်းကဘယ်တုန်းကနုစဉ်ဘဝတုန်းကပါဗျာဇဏကဖြစ်စဉ်ဘာဖြစ်စဉ်ဇဏကဖြစ်စဉ်ပါဗျာပရမတ်တွေကကြည့်တော့ဇဏကဒီခန္ဓာဘယ်နှပါမှန်ပါဗျာအဲ့ဒီပုံမှာဇဏကလို့အမည်နာမတတ်မှသမုတ်ရတာဇဏကဖြစ်စဉ်ပင်လယ်ခရီးမှာတမောကြီးနဲ့တွားလို့တမောပြက်ကြမလျှော်တော့ဇွမ်းလုံးလာဝရိယနဲ့ကူးခတ်ခဲ့တယ်ရှစ်သားလို့
မဏိမေခရာကေရာတက္ကဏပေါ့နော်ဝရိယထားတာတက္ကဏပေါ့နော်အဲ့ဒီလိုမလျှော်တော့ဇွဲလုံးလာဝရိယနဲ့ကုခတ်ခဲ့လို့တက်ကတူပြီးမှရှင်မရင်ဖြစ်ခဲ့တယ်အဲ့ဒါဝရိယရှိလို့ဘာရှိလို့ဝရိယရှိလို့ပါဗျာဒါကြောင့်ရှစ်သားလို့ဝရိယမလျှော့ကြနဲ့ဝရိယရဲ့အကျိုးတဲ့ဆိုတာရှိတယ်ဆိုပြီးတော့ဝရိယတွေရောတဲ့ပုဂ္ဂိုလ်ဝရိယတွေတွန်းမြင်ဖို့အတွက်ဘုရားတည်ပုပ္ပေနိဗ္ဗာဒနုသိဉာဏ်ဤနဲ့ကြည်ပြီးတော့ကဲသမုဒိနေကနေမဟောဘူးလားဟောပါတယ်ဗျာဒါကြောင့်တဲ့ပုပ္ပေနိဗ္ဗာဒနုတ္တိဉာဏ်လို့ငါသမုဒိတစ္ဆာပယ်လို့ရလားမရပါဘူးဗျာကဲနောက်တစ်မျိုးကဘာလို့ဝိဘာလဲတော့ဝိပါဗျာဝိစယဒါနလို့ငါသမုဒိတစ္ဆာကိုပယ်လို့မရဘူးပြောကြည့်ပါဦးဝိစယဒါနလို့မရဘူးပြောပါဗျာမြန်မာလိုပြောတော့စစ်စစ်ရွေးချယ်ယူနိုင်ရန်အကျိုးငါအဲ့ဒါအလူပေးပုဂ္ဂိုလ်ဘက်ကိုကြည့်ပြီးဟောတာဟုတ်လားအလူပေးပုဂ္ဂိုလ်တွေအတွက်ပေါ့အလူကံပုဂ္ဂိုလ်14ယောက်ရှိဘယ်နှယောက်ရှိ14ယောက်ပါဗျာမှတ်မယ်နော်တမ္မာတန်ဗုဒ္ဓဖေယပစ္စေကဗုဒ္ဓနှစ်ပါးရှိပါပြီနော်မဂ္ဂထံ4ယောက်ဖလထံ4ယောက်မဂ္ဂထံ4ယောက်ဖလထံ4ယောက်ဆို6ယောက်ဖေယနှစ်စုနဲ့ပေါင်းတော့10လောက်ရှိသွားပြီအဲ့ဒီ10ယောက်ထဲကိုသာသနာပဇံရယတိထဲဘယ်နှယောက်17ယောက်အဲ့ဒီထဲကိုတီလဝန္တထဲ12ယောက်ဒုတ်တီလထဲ13ယောက်ပါဗျာတလိษံထဲ14ယောက်ပါဗျာဘယ်နှယောက်14ယောက်ပါအလူကံပုဂ္ဂိုလ်14ယောက်ပါဗျာပရမတ်နေကကြည့်မယ်တမ္မာတန်ဗုဒ္ဓဖေယတိခန္ဓာဘယ်နှပါး5ပါးပါဗျာပစ္စေကဗုဒ္ဓခန္ဓာ5ပါးပါဗျာမဂ္ဂထံ4ယောက်ဖလထံ4ယောက်အရိယာ6ယောက်ကလည်းခန္ဓာ5ပါးပါဗျာသာသနာပဇံရယတိကလည်းခန္ဓာ5ပါးပါဗျာတီလဝန္တကလည်းခန္ဓာ5ပါးပါဗျာဒုတ်တီလကလည်းခန္ဓာ5ပါးပါဗျာတလိษံကလည်းခန္ဓာ5ပါးပါဗျာ5ပါးချင်းမတူဘူးလားတူပါတယ်ဗျာ5ပါးချင်းအတူတူပဲမို့လို့လူရင်အတူတူပဲလို့ယူလိုက်ရင်အကျိုးပေးတွေမသိမ့်ဖြစ်မှလားသိမ့်ဖြစ်မှလားသိမ့်ပါဗျာသိမ့်ဖြစ်နေဆိုတာယောနေသွားတာပြောတာမရတာပြောလားအကျိုးနေတာပြောလားတကယ်တော့တူလားတူပါဘူးဘုရားကဘုရားကိုမရှိဘူးလားအရိယာကအရိယာကိုသာသနာ့ဘာဇံရယတိကတီလဝန္တာကဒုက္ခုံနဲ့သူရှိတယ်မို့လားနော်ဒါကပိစေကဗုဒ္ဓဓမ္မတမ္မသုံးဓာအမိနာမတမ္မသမုတ်ဒုက္ခုံနဲ့သူပေါ့အလူကံပုဂ္ဂိုလ်က14ယောက်ဘယ်နှယောက်14ယောက်ပါဗျာအောက်ဆုံးကတလိษံအောက်ဆုံးကတလိษံပါဗျာတလိษံကတဲ့တလိษံလူရင်ဘဝပေါင်း100ကျိုးပြီးတယ်ဘယ်လောက်ကျိုးပြီး100ပါဗျာအဲ့ဒီတလိษံတဲ့ဒုတ်တိလငမှုကိုပေးလူတာက1000အကျိုးပြီးတယ်ဘယ်လောက်ကျိုးပြီး1000ကျိုးပြီးပါတယ်ဗျာဘဝပေါင်း1000ကျိုးပြီးတယ်လေဘာလို့သူကတလိษံတဲ့1000ကျိုးပေးတာလဲဆိုတော့အတိတာလို့ဘာသာလို့အတိတာလို့ပါဗျာသူကသူမူတာပဲလေဒုတ်တိလတလိษံနဲ့တော့အတိတာလေမသားဘူးလားသားပါဗျာတလိษံကတော့လူလောက်အတိမရှိတာတော့အမှန်ပဲကောင်းရုံပြန်နဲ့ငှက်တွေကြည့်ပေါ့အတောင်ညောင်းရင်ဇေဒီပထုမနာဘူးလားနားပါဗျာကျင်းကျင်ငယ်တွေစွန့်မချဘူးလားစွန့်ချပါဗျာဒီလိုနေရာမှာဒီလိုမလုပ်တင်ဘူးသူတို့သိလားသိပါဘူးဗျာတလိษံဘုတချို့တော့ရမှာဝတ်တင်မွေးဘွယ်ထဲလူလာဘုရားရင်ပင်ရောက်ချွတ်နေခါရတော့ပုတ်တယ်ညင်ကြီးတွေပေးမသွားဘူးလားပေးပါပါဗျာဒီလိုနေရာမှာဒီလိုမလုပ်တင်ဘူးသူတို့သိလားသိပါဘူးဗျာတလိษံဘုမှန်ပါဗျာဒုတ်တိလလူကတော့အဲ့တလိษံတော့အတိတာတာပဲမူးနေတဲ့လူတယောက်ဒီလမ်းမှာမှောက်နေတယ်ပေါ့လူကြီးလူကောင်းတယောက်ကလည်းဟိတ်လူထခမဆန်းကျင်တိုက်သွားလိမ့်မယ်ကားတိုက်သွားလိမ့်မယ်ပြောတော့ဦးလေးရဲ့ကျွန်တော်နည်းနည်းများသွားတယ်နော်ခွင့်လို့ပါရိုးသေးသေးပြောပေါ်ရရဟန်းကတွေးပြီဆိုလေဟဲ့တခါကြီးကားတိုက်သွားလိမ့်မယ်ဆန်းကျင်တိုက်သွားလိမ့်မယ်ထဆိုတော့ရှင်မရဲ့တပည့်တော်နည်းနည်းများသွားလို့ပါခွင့်လို့ပါဖေရလက်ဦးလေးချီပေါ်ရအဲ့ဒီအတိဟာတလိษံတဲ့သားတယ်မသားဘူးလားမှန်ပါဗျာဟုတ်လားအဲ့ဒါကြောင့်သူကအတိတာလို့ဘဝပေါင်း1000ကျူးပြီးတယ်ဟုတ်လားမှန်ပါဗျာအဲ့ဒီတဲ့သောသောကတီလဝန္တတီလရှိတဲ့ပုဂ္ဂိုလ်ပေါ့နော်တီလရှိတဲ့ပုဂ္ဂိုလ်ပေးလို့ရင်တော့ဘဝပေါင်း1000ကျူးပြီးတယ်1000အကျိုးပြီးတယ်ဘယ်လောက်ကျိုးပြီးတယ်1000ပြီးပါဗျာတီလတာသွားလို့ဘာတာသွားလို့တီလတာသွားပါဗျာအဲ့ဒီတဲ့သာသနာ့ပဇံရယသေးကိုပေးလို့ရင်တော့တဲ့
That thing a jobi de Laujobi Tamadi da Dwalu Bada Dwalu Eddie de Hobagani Megatan layout Pelatan layout Pisiga Buddha Dama Dan Buddha Eddie Bogori will pay to you know Maye Maduna or Jobi de Hola Get a good Sagamba Male Didali Saint John Dijade Diali Atojade Adia Pian Loni Jada Kelure Bogori Jumamiaula Alungaro, but the Mandega Gino, the Shala Kanangabala Kanangava Madula Kanangava, Dulubelo, Louis and Dulubelo, you, Jobi Matinjimala, Tinjimala, Yone Dwara, the Gero Dula, two gold daddy Nedula Machula, Side, Hola Daja, we say Dana Lunga, Sisi, Yuchanaya Lunga, the Moody Tisagu, Pelu, Mayava. Yala, and now the Muga, Loga, Paredo, Loga, Woga, Alunga, the Moody Tisago, Mabea Woody, Pelu Yala, Dunia, Dudi Dane, do a Kogo, I don't know, Matubu, Dula, Daddy, Yango Dane, Surgina, Lalo Bimeno, Lage Meno, Hola, no, Lutone, who's in the Bago dance with Anna Lutone. Ludone Lame Anna Tuame Anna Dula Magwe Danesole and Nove Tone Hola The Amamo de Lavano yes had a Macayanji and Z Shula Sabiga the Kanji Zibe Hola Dame Achoniama me bon dilo core Halo core Kogo Dula Hola Longa de Conanilla Bodino Hola Kamana Siria Lema Yaza A project go down now, the project go the Wadri, the night and Popin, but the Wadwari. And I thought I got pony, the Abia pony, see ya, look for it, see ya, look for it. Yanni Yaudo Edima going legally a don't lag at it. Palagade, a don't lag at a see ya, the check on the Pompeo Pia, Pado de Lo, and I never saw the Elo. Going no down, Timothy do Mola, Hold it, the Seattle, Becca, Timothy do, the Tibiro Becca, Chenkon di do. Chenkon di to call it, Palo call it. Get anything in I die in Jaro, Timothy or Palo call. Tibema Belu call. Ah, main Chenkon di Gamma, not the Modi be managed to Tuani and Joshila. Now Lamaga Gamma. How that? Hello, Dunia, Dudia, the Kogo Dula. Piale, Elube, Inga, the Magana, and Lele, be Dwale Kama, Duya, Dudi, Dan, the Dude. Sandy Malavule, Hola, Lion in this one, Loka, Waran in it, Done, the Murineka, Mabe Rupo. Hola, Mabea Tana, Benetana, Sitana, he the other by Chechalunga, the Dunita Beloyala. He can. Gamada Danyalunga, the Dunita Beloyala. Dana Alungale. Pelumia, Pensanaria Galungale, Nita Lungale, Kobe Niwada Nudinia Lungale, How we say ya, Dana Lungale, Pelumia, Eva Loka, Wada Lungale, Peluyala, Nagaya Tana, Benetana, Sitana. Hello, Bella met the Woody Nega. Hola, Bella met so a Jubi, the Diladi, Piamepo. Pengayale Dwaya Nanepo. Hola, but a matter this up when me so you know, Naban it Luemade. Pane Lueme. That is a matter this aga body level so say it. Paredo say that they yo Naban Paredo. And I will put a matter to Yalo Mabiola. Can I want me to Naban got adding than do time like no? Hello, hola. Say that they yo hola. Hello. Yogo Kana Puedo, Dube Kana Bohola. Saturday Tema, Wilanago Kana Puedo, Tinago, Canada, Tinga, Wilanatinama June, Janan Arego, Tingada, Sego, Winyana, Canabaneba, Canabanebado, Dana the Chala, Paramata, the board of Awarila. Hola, Paramata, the board of Awari. Adi Kananga, Yona Nevalu, the Tinida Lab, Shibi Biatala.
ဖြစ်ပြီးပြည့်လို့ဘာသစ္စာဒုက္ခသစ္စာဒုက္ခသစ္စာလို့အမှန်သိအောင်အမှန်မြင်အောင်မလုပ်ရဘူးလားလုပ်ဖို့အတွက်ကြတော့တဲ့မက္ခသစ္စာကိုပွားရမယ်တဲ့ဘာကိုပွားမယ်မက္ခသစ္စာကိုပွားမှာဒုက္ခသစ္စာလို့သိမယ်ဘာကိုသိမယ်ဒုက္ခသစ္စာလို့သိမှသမုဒယကိုပယ်မယ်ဘာကိုပယ်မယ်သမုဒယကိုပယ်မှနိရောဓနိဗ္ဗာန်ဝင်မယ်ဘာဝင်မယ်နိရောဓနိဗ္ဗာန်ဝင်ပါဗျာတိပယ်ဆိုင်ပွားလေးပါးနဲ့တပြိုင်တည်းတဲ့အမဲကိစ္စပဲဟုတ်လားအဲ့တော့နိဗ္ဗာန်ရကျင်တယ်ဆိုရင်ဒုက္ခသစ္စာလို့သိအောင်မက္ခသစ္စာပွားမယ်တဲ့မက္ခသစ္စာပွားမှသမုဒယကိုပယ်မယ်တဲ့တဏ္ဍာတရားလုံးကတားခဲ့တမိခဲ့ပိစိခဲ့ခန္ဓာခဲ့ဘဝခဲ့ရှိခဲ့ဘူးလားရှိခဲ့ပါဘူးဗျာဒါတခြားလားသမုဒယလားသမုဒယပါဗျာအဲ့ဒီလိုပယ်နိုင်ဖို့ကြတော့ဒုက္ခသစ္စာလို့အမှန်သိအောင်အမှန်မြင်အောင်တခြားပွားမလားမက္ခသစ္စာပွားမှာမက္ခသစ္စာပွားမှာသမုဒယပယ်မှာပယ်မှာအင်းချင်းချင်းនិရောဓနိဗ္ဗာန်ဝင်မှာဟုတ်လားဒါဝမိလေတာမင်းကရှင်နာဂတင်ကို၆တယ်ရှင်ဘုရားတို့ကနိဗ္ဗာန်ရပြီးသားနိဗ္ဗာန်နဲ့အာယုံပြုပြီးသားနိဗ္ဗာန်လို့ချင်းမက္ခသစ္စာပွားမယ်လို့ပြောတယ်ဘယ်လိုကျေးဇူးပြုလဲမချဘူးလားချပါတယ်ဗျာတခါကြီးတဲ့ဒုက္ခသစ္စာမက္ခသစ္စာကိုပွားရင်ဒုက္ခသစ္စာလို့သိပါလိမ့်မယ်တဲ့ဒုက္ခသစ္စာလို့သိရင်သမုဒယကိုပယ်ပါလိမ့်မယ်သမုဒယပယ်ပြီးနိရောဓနိဗ္ဗာန်ဝင်ပါလိမ့်မယ်တခါကြီးတဲ့ရှင်များအဲ့ဒါတဲ့စာလို့ပြောတာတဲ့ဒီပြီးတော့နားလေအောင်ဥပမာလေးပေးပြောပါတဲ့ဟုတ်လားမှန်ပါဗျာအဲ့ဒီခါကျတော့ရှင်နာဂတင်ကဘာပြောလဲဆိုတော့တခါကြီးတဲ့လူတယောက်တည်တဲ့စတောခန်းထဲမှာစီမိတိုင်ကိုအားကိုးတယ်ဘာကိုအားကိုးတယ်စီမိတိုင်ကိုအားကိုးပါတယ်ဗျာစီမိတိုင်ကိုအားကိုးတဲ့ခါမှာတဲ့အဲ့ဒီစီမိတိုင်တည်တဲ့အမောင်ကိုလည်းခွင်းတယ်တဲ့ဘာကိုလဲခွင်းတယ်အမောင်ကိုလည်းခွင်းပါတယ်ဗျာအလင်းကိုလည်းစောင်းတယ်တဲ့အလင်းကိုလည်းစောင်းပါတယ်ဗျာလိုတဲ့ပစ္စည်းကိုလည်းပြတယ်လိုတဲ့ပစ္စည်းကိုလည်းပြပါတယ်ဗျာလောင်စာသိမ့်လို့မီးလည်းငိမ့်တယ်တဲ့လောင်စာသိမ့်လို့မီးလည်းငိမ့်ပါတယ်ဗျာအဲ့ဒါမဲ့ရဲ့ကိစ္စပါဘာလဲတော့မဲ့ရဲ့ကိစ္စပါဗျာအဲတန်တန်တရားတို့ကအမောင်နေမကြခဲ့ဘူးလားကြခဲ့ပါတယ်ဗျာအလင်းဖြစ်တဲ့နိဗ္ဗာန်သဘောမြင်လားမြင်ပါဘူးဗျာမမြင်ခဲ့ဘူးဟုတ်လားနိဗ္ဗာန်ကအမောင်ကိုလည်းခွင်းတယ်အလင်းကိုလည်းစောင်းတယ်လိုတဲ့ပစ္စည်းလည်းပြတယ်လောင်သာသိမ့်လို့မိလည်းငင်းတယ်အဲ့ဒါကဟုတ်လားမဲ့ရဲ့ကိစ္စပါတဲ့မဲ့ကိုပွားရင်လေဟုတ်လားဒါကတခြားလားပရမတ္ထသဘောတဘာဝမြင်အောင်ပြောတာလားဟုတ်လားကဲခန္ဓာ၅ပါးဖြစ်ပြဘာသစ္စာဒုက္ခသစ္စာပါဗျာသိတယ်မြင်တဲ့ဉာဏ်ကဒုက္ခသစ္စာပါဗျာအကြောင်းတရားတွေဒီမှာနိရောဓသစ္စာပါဗျာဘာခန္ဓာမရမှာနိရောဓသစ္စာပါဗျာကဲဟုတ်လားသစ္စာ၄ချက်မကိုက်ဘူးလားကိုက်ပါတယ်ဗျာကဲသမုဒိသစ္စာလည်းမပယ်နဲ့ပေါ့ပရမတ္ထသစ္စာလည်းမကွဲစေနဲ့ဒါပြင်လိုချင်တဲ့နိဗ္ဗာန်မရမှာလားရမှာလားရမှာပါတဲ့ကဲဓာတု၃ညခေါ်တဲ့နော်